Tarawa Mimotam Umagajudi, Jesu Ashim, we making Golagam. Bedarawa Mimotam Umagajudi, Jweda Pagin, Jesu Shingolagam. Tamena Dayada Bimbota Dibuzu Lojum, we mu Nando Mivana Bagotian, Leonis Abuzu Lojum, we mu Tale Madame, Le Mamyogo. Edewa Miamim Besaga, Ivawama Belayim. Bandita Payasa, the Pinyashi, Durogomyadi. Badandandi, Lema Vesa, Lema Vadova, Vesa, Go Chimando Mujava, Vego, Eat. Dodo Mikim Pagan, Jesus, Shendo, Tayada, Jempuzo, Lojum, Bumure, Talema, the Milema, the Pesa de Lomjidima, Nokala Nai. The Gina Dobjoya Napi Night. Bamoda ti advipyo vyone Muilayoji muilayoya babidati Amini Soyado Nyaleve Ananda Kainwen Line Mikin yo, Pakin yo, Tatamidu to Emeta, Jesus Jimama. Todole Gola Dainan Sela Pidi Ti Yindri one Lue Pido Song Shop Wimu Gayadaga Ami Piene Loda, Amigo Uti Pido, Ami Nilu Jimpaja. Echane Piado Labi Nego Siaji Udukaga Satin Pido Amili Sopi Low Sopi the Dine below Mibaduya Kong Jesu Miago Aume Tadiya Mija Aulu Tibiado Labi Nego Amili Sopido Jempa Jada Uzendo Pagin ye Nanda Meta Jesu Miagole, Tita Loe Ewe Mapiodo Nya so de Council Pebitara Minji David Zadatapo Tashi Pagin Luye Meta Leve Eri Ewe Mapiodo Nya so de Diane Pojuge Bibabi. Yazabia Hore Didana Nago Chile Mengala Doma Lechi Mada Pitu Upatana Amene Apiu Tuepido Piabari Amile Jesu Chide Apileve Jesu Chide Maela Taliri Jojo Tene Uzendo Piora the Chamupa Music de Lungemia and Amigo in the Goji, the Bada Chiman Josopi, a Pirigo Chantai, a Pijizu Mashidalu, Music Dede, Satema, Omni Mima Solo, Taligu Juju Tendem Piola. Ado Amene, a Tayman Vivian saying Jembade, Tamadavema, Dindinya, Tamadana, Kudu, Shimyan and the Gua. Sarao. Ama Alundo Miham Pa Ham Sui Ham Yu Ham Tama Breda Boundu to Tama Lesson Bibu Seku Yuche Tare Dayalega Engodara Nike Tuka Nipama Tama Seda Wema Lashide Palido Miane Sadaka Pali Atagatama Lashide Sulan Nandia Sa Pali Atagaradu Chikam Piro Ho Pivo Sekugede Daya Gongsin Liga Adet Chimyan Loyalu Badiaru
အသက်ထက်ချစ်မြတ်လို့ရသူကိုယ်ကိုအသက်ထက်ချစ်မြတ်လို့တဲ့သူတွေဟာဘသူနဲ့ဘသူလို့အမေနဲ့အဖေဒါဖြင့်ဦးဇင်းတို့စဉ်းစားသင့်တာကိုကအသက်ထက်ချစ်မြတ်လို့ရမဲ့သူဟာလည်းဘသူတွေဖြစ်တဲ့လို့ဖြေရောဖြစ်ကြရဲ့လားအသက်ထက်ချစ်မြတ်လို့ရသူဆိုတာခင်မွန်းတဲ့တို့နေရာကနေကြည့်ပြီးတော့ဇနီးတဲ့ကိုဆိုလိုတာပုတ်ဘူးဇနီးတဲ့တို့နေရာကနေကြည့်ပြီးတော့ခင်မွန်းတဲ့ကိုတက်တဲ့ချစ်မြတ်လို့ရသူလို့ဆိုလိုတာမဟုတ်ပါဘူးတကယ်ချင်းချင်းချစ်မြတ်လို့တာကိုဆိုလိုတာလည်းမဟုတ်ပါဘူးတကယ်စဉ်းစားကြည့်တော့ကိုယ့်ကိုအသက်ပေးပြီးတော့မွေးခဲ့တာဒီပင်ရွယ်ရောက်လူလားမြောက်အောင်ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့တာကိုယ့်ပေါ်မှာတက်တဲ့ချစ်မြတ်လို့ခဲ့တာကဘသူနဲ့ဘသူဒါကြောင့်သာသမီများအနေနဲ့တကယ်သာမိပတ်တို့ရဲ့ဂုဏ်အင်ကျေးဇူးများကိုအသိဉာဏ်နဲ့ဆင်ခြင်စဉ်းစားပြီးတော့ကြည့်မယ်ဆိုရင်အသက်ထက်ချစ်မြတ်လို့ရတဲ့သူတွေဟာဘသူတွေဖြစ်တဲ့ပါလိမ့်ဒါကြောင့်ဒီတရားလေးကောင်းစဉ်ပေးလိုက်တာအသက်ထက်ချစ်မြတ်လို့ရသူတကယ်စဉ်းစားကြည့်ရင်လည်းပဲပြေးတတ်ကြည့်လို့ရင်သွေးငယ်ကိုဝမ်းပိုက်ထဲမှာလွယ်ထားရပြီဆိုကြတဲ့ကတချို့အမေတွေဘယ်တော့ပဲအပူအဆက်ကိုကြိုက်ပြီမယ်လို့အပူအဆက်ပါမှထမင်းစားလို့ဝင်တယ်ဆိုတဲ့အမေတွေရင်သွေးကိုဝမ်းထဲမှာလွယ်ထားရပြီဆိုရင်အဲ့ဒီအကြိုက်ဆုံးဆိုတဲ့အစားတောက်တွေကိုရှောင်ကျဉ်ပြီးတော့မဆောင်လျှောက်ခဲ့ဘူးလားဆောင်လျှောက်ခဲ့တယ်ရင်သွေးငယ်လေးကြာကြာမှမဝဝဖြူဖြူနဲ့မွေးပွားလာဖို့နားလေတက်ကြွတဲ့ဆရာဝန်တွေဆရာမတွေနဲ့ပြသပြီးတော့မှထိုးတဲ့အာဇေတွေထိုးလို့စားခြင်းနဲ့အာဇေတွေစားလို့ရှောင်တဲ့အစားတောက်တွေရှောင်ပြီးတော့ဝမ်းထဲမှာကလေးကစောင့်ရှောက်ခဲ့တာဘသူနဲ့ဘသူအမေကတော့စားကြင်ပြည့်တဲ့အငတ်ခံရတာတွေလည်းပုံများတာပေါ့မှန်ရလားဒီလိုနဲ့ရင်သွေးငယ်လေးကိုလာလို့10လဖွာပြီဆိုတော့နှုတ်ချိုတိုက်တွေးပြီးတော့မွေးစဉ်တော့ကလည်းပဲပေးတတ်ကြည့်လို့အသက်ပြီးပြီးမွေးခဲ့ရတာမှန်ရလားနော်လောကဆိုရိုးစကားတောင်ရှိသေးတယ်ကိုယ်ဝန်ဆောင်မိခင်များဟာတနေ့သင်္ញန်ကုန်းကိုဘယ်နှခါမျက်စောင်းထိုးဆိုတော့အသက်ပေးပြီးတော့မွေးခဲ့တဲ့အမေမှန်ရလားနတ်ဘုကချွေချီမကြအောင်ရှာကြွေးပြီးတော့စောင့်ရှောက်ခဲ့တဲ့အဖေတဲ့ဗျသူတို့ဆန္ဒတွေအလုံးကိုနောက်တမ်းမှထားပြီးတော့ကိုယ့်ကိုအသက်ထက်ချစ်မြတ်လို့တဲ့သူတွေဟာဘသူနဲ့ဘသူတွေအမေနဲ့အဖေဒါကြောင့်သာသမီတို့အနေနဲ့အသက်ထက်ချစ်မြတ်လို့ရသူဟာဘသူတွေဖြစ်တဲ့နဲ့ဒီကလေးလေးဟဲ့လားမူကြိုပို့ရမယ်အရွယ်ရောက်ပြီဟေ့ဆိုရင်မူကြိုပို့တယ်ပကတဲ့မှာဥဝဲဆိုတဲ့အရွယ်လုံးကလေးကလည်းပဲပိဋကကြည့်လို့ယွန်းစရာကောင်းတဲ့မစင်အညစ်အကြေးတွေမယွန်းမရှာနေ့တိုင်းတုတ်သင်ရှင်းလင်းပြီးတော့ပြုစုလှုပ်ကြွေးခဲ့တာစောင့်ရှောက်ခဲ့တာဘသူနဲ့ဘသူအမေနဲ့အဖေတဲ့
အဲ့တော့ဒါလေးတွေကိုအောက်မေ့မိဖို့ပြောရတာတခြားမဟုတ်ဘူးအဲ့ဒီကလေးဘွားကကြီးလာတဲ့သာသမီတွေအတော်တန်အရွယ်လေးရောက်ပြီဆိုရင်ပဲဒီလိုညစ်ကြေးတွေတုတ်တင်ရှင်းလင်းပေးခဲ့တဲ့မိဘတို့ရဲ့ကျေးဇူးနို့ကြိုတိုက်ကျွေးပြီးတော့မွေးခဲ့တဲ့မိဘတို့ရဲ့ကျေးဇူးနတ်ဘုရားကျွေးခြေမှကြအောင်သာသမီအတွက်အနစ်နာခံပြီးတော့ပါဘွယ်ရပညာတတ်ကြီးဖြစ်အောင်စောင့်ရှောက်ပြီးတော့မှမွေးမြူခဲ့တဲ့မိဘနှစ်ပါးတို့ရဲ့ကျေးဇူးကိုမျိုးဆက်တစ်တည်မိမဆိုလို့ဒါလေးတွေဖော်ပြောရတာမိဘတွေကသူတို့ဘဝရှေ့ရေးတွေကိုနောက်တန်းမှထားပြီးတော့သားသမီးတွေကိုအဲ့ဒီone bite ထဲကနေအချိန်တန်အရွယ်ရောက်လူလားမြောက်အိမ်တော်ကြကြသည်ထိပေးတတ်ကြလို့မဆောင်လျှောက်ခဲ့ဘူးလားကိုယ်ကိုတတ်ထချင်းမြတ်နိုးခဲ့တဲ့သူတွေကချင်းမြတ်နိုးကြတဲ့သူတွေဟာဘသူတွေပါလဲအမေနဲ့အဖေကိုယ်ကတတ်ထချင်းမြတ်နိုးရမဲ့လူဟာဘသူတွေဖြစ်တင်ပါလဲယဉ်နေတဲ့ဓမ္မကြီးတယောက်ကလျှောက်တယ်ဆရာမကြီးပါငြိမ်းစားဆရာမကြီးဘုန်းကြီးတို့တဲ့လူတို့ကိုတရားနာပိသတ်တွေကိုထိုးသဖြင့်လူငယ်မျိုးဆက်သစ်တွေကိုမိဘတို့ရဲ့ကျေးဇူးအုံနောက်သိဉာဏ်နဲ့သိသိချာချာစဉ်းစားနှလုံးသားနဲ့ပါခံစားပြီးတော့သိမြင်လာအောင်ဟောပြောထုတ်ဖော်ပြီးကြပါဗျာတဲ့တပည့်တော်တို့အိမ်ဘေးနားမှာသမီးတယောက်ရှိတယ်တဲ့သူကအပြူကြီးလို့ပြောတာပဲအဲ့ဒါမအေနဲ့ယံဖြစ်ရင်ပြောတဲ့စကားတွေမအေကိုယံတွေ့တဲ့စကားတွေဟာနားကြားလို့မကောင်းဘူးဗျာအတော်ဆိုးတယ်တဲ့တချို့လူငယ်တွေကဒီလိုအနောက်တိုင်းကအမြင်တွေကူးဆက်လာတယ်ဒကမကြီးဘယ်လိုပြောလို့တော့လို့ဆိုတော့မအေကိုယံဖြစ်တဲ့အခါယံတွေ့တဲ့စကားတဲ့တော်ကကျမကိုဆုတောင်းပြီးငါးပိုက်ထဲဝင်မာလို့ဟလားဆုတောင်းယူပြီးမွေးလာတာလားတဲ့ဆိုလိုတာတော့ကျေးဇူးတင်ဖို့မလိုဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတွေဒီနေ့အမြင်လေးဟာဒီလိုမှားယွင်းလာကြပြီမှားရပြီတည်းအနောက်တိုင်းမှာဆိုတာကတော့18နှစ်သားအရွယ်ရောက်ပြီဆိုရင်ကိုယ်ခြေတော်ပေါ်ကိုရရတာမိဘနဲ့အတူတူမနေတော့သူတို့ကမွေးလာပြီဆိုတဲ့ကလေးကိုပကက်ထဲထားကြတဲ့တခန်းတတ်ထားတာအနောက်တိုင်းရဲ့ယဉ်ကျေးမှုပါအဲ့တော့18နှစ်ပြည့်ပြီဆိုရင်ကိုယ်ပိုင်သူတငယ်ချင်းတွေနဲ့ဆောင်းမှသွားပြီးတော့နေတော့တာ18နှစ်ပြည့်ပြီဆိုရင်လည်းပဲကိုသုံးမဲ့ပတ်စံကိုယ့်အကိုရှားတာအမေဖေစီကအဲ့ဒါလက်ဖြန့်ပြီးတော့အသားတကြီးသုံးလို့မရဘူးသူတို့စီမှာဒီရွယ်ရောက်လို့ကိုယ့်ခြေတော်ပေါ်ကိုမရတည်ရင်လူညံ့လူဖြင်းလို့ဒီလိုပတ်ဝန်းကျင်ကမြင်တယ်အမေဖေစီကအဲ့ဒါပတ်စံတောင်းရင်တော့အမေအဖေကျွန်တော်လွေရည်ကြောင်းပိတ်ရကြတော့ဘာလုပ်ပြီးတော့ကျွန်တော်ပြန်ဆက်ပါမယ်ဒီပါစီအဲ့လိုတောင်းရတာနော်မပေးရင်လည်းပဲညစ်တာမျိုးမဖြစ်ဘူးကြားလားအေးအဲ့ဒီလို18နှစ်သားတဲ့အိမ်ကခွာသွားပြီးတဲ့နောက်သူတို့ယဉ်ကျေးမှုကအိမ်တော်ရသားကြလို့တခြားစီနေကြပြီဟေ့ဆိုရင်လည်းပဲဘတ်စကားပေါ်မှာခရီးသွားရင်လာရင်နဲ့အမေအဖေနဲ့ကားပေါ်မှာတွေ့လို့အမေအဖေအတွက်ကားကသားသမီးကရှင်းပြရအောင်မှန်းလဲမသိဘူးတဲ့အဲ့တော့တချို့လူငယ်တွေဟာမိဘရဲ့ကျေးဇူးကိုမတွေးမိတော့ဘာကျေးဇူးတင်ဖို့လို့လဲသူတို့ကမြင်းကြောထလို့မွေးလာတာဆိုတာမျိုးတွေကရှိသေးအခုနတော့ဆရာမကြီးပြောပြတဲ့သမီးဆိုရင်ဒီအမြင်ကိုဆွဲသွားတဲ့ဒိဋ္ဌိရှိတယ်ငါသမီးဖြစ်ပါစေလို့ကျုပ်ကိုတော်အားဆုတောင်းပြီးတော့မွေးလာတာမဟုတ်ဘူးတဲ့ကဲ
အမြင်မှန်လားအမြင်မှားလားပကထဲမှာညစ်ကြေးတွေစွန်တိုင်းသုတ်သင်ရှင်းလင်းပေးခဲ့တဲ့ကျေးဇူးတစ်ခုကိုတွေးကြည့်ပါမိဘတို့ရဲ့ကျေးဇူးတစိမ့်စိမ့်တွေးကြည့်မှသိလိမ့်မယ်မှန်ရလားအခုတော့အဲ့ဒီလိုအသိဉာဏ်တွေးကြည့်နိုင်တဲ့အသိဉာဏ်အောက်မေ့တရိယာစဉ်းစားနှိုင်းချိန်နိုင်တဲ့အသိဉာဏ်တွေဟာတဖြည်းဖြည်းဘုရားအဆုံးအမနဲ့ဝေးလာကြတဲ့အတွက်ကြောင့်ဒီနေ့ခေတ်မှာကဲမိဘကျေးဇူးသိတဲ့သာသမီနဲ့မသိတဲ့သာသမီဘယ်ကများမသိတဲ့သာသမီကများလာတော့ကျေးဇူးဆက်တဲ့သာသမီနဲ့ကျေးဇူးကမ်းတဲ့သာသမီကိုဘယ်ကများလာတော့ဩဘုရားဟောပိဋကတ်တော်တွေမှာလိလာကြည့်မယ်ဆိုရင်ဘုရားအလောင်းသူတော်ကောင်းတွေဟာမိဘနှစ်ပါးအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်ခဲ့တဲ့ဖြစ်ရသည်ဘုရားကိုယ်တိုင်ပြန်ဟောတာရှိတယ်အဲ့ဒီဝမ်းတဲ့ကလေးစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေအောက်မေ့မိဖို့မြတ်စွာဘုရားဒွေနာဘိကဝေနသုပတိကာရံဝဒာမိဘေကဝေခြေသားတို့ခြေသမီးတို့ဒွေနနယကုံသောပုဂ္ဂိုလ်ကြီးတို့ဤသုပတိကရံကျေးဇူးကိုလွယ်လွယ်ကိုကိုနဲ့တုံ့ဆက်နိုင်တယ်လို့ဟံငါဘုရားရှင်သည်နဝတ္တမိဟောတော်မမူအဲ့ဝန္တေကလေးကဆောင်းလျှောက်ခဲ့တဲ့ကျေးဇူးတွေပကထဲမှာကလေးကညစ်ကြေးတွေသုတ်တင်ရှင်းလင်းပြီးခဲ့တဲ့ကျေးဇူးတရားတွေကြောင်းထားရမယ်အရွယ်မှာလည်းပဲပညာတတ်အောင်သင်ပေးခဲ့တဲ့ကျေးဇူးတွေအိမ်တော်ကြသည်အထိသာသမီတို့အပေါ်မှာမေတ္တာကရုဏာကြီးမားစွာနဲ့စောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေမများဘူးလားများလွန်းလို့သုပတိကာရံကျေးဇူးကိုလွယ်လွယ်ကူကူနဲ့တုံ့ဆက်နိုင်တယ်လို့အာငါဘုရားသည်နဝတ္တမိဟောတော်မမူကျေးဇူးကြည့်အောင်လွယ်လွယ်လေးနဲ့ဆက်လို့မရတိုင်တဲ့ပုဂ္ဂိုလ်လောကမှာနှစ်ယောက်ရှိတယ်ကတမေတံဒွေနံအဲ့ဒီနှစ်ယောက်ကဘသူတွေလဲလို့ဆိုရင်ဘသူနဲ့ဘသူမာတုစအမေဤ၎င်းပိတုစအဖေဤ၎င်းဣမေတံဒွေနံဤအမေနဲ့အဖေဆိုတဲ့နှစ်ယောက်သောကျေးဇူးရှင်ကြီးတို့ဤသုပတိကရံကျေးဇူးကိုလွယ်လွယ်ကူကူနဲ့တုံ့ဆက်လို့ရတယ်လို့အာငါဘုရားရှင်သည်နဝရမိဘေရောကမမဟောနိုင်ပါဘူးလို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်ကျေးသည်ကထေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေသတည်းအဲ့ဒီလောက်ကျေးဇူးတွေကိုပေါ်မှာကြီးမားလွန်လို့အဲ့ဒီအမေနဲ့အဖေတို့ရဲ့ကျေးဇူးကိုလွယ်လွယ်လေးနဲ့တုံ့ဆက်လို့မကြည်နိုင်ဘူးတဲ့ဘသူဟောပါလိမ့်သိက္ခဝေခြေသားတို့ခြေသမီးတို့ဧကိနအန္တေနပခုံးတစ်ဖက်ပေါ်မှာမာတရံမိခင်ကိုထပိတဝါထား၍ဧကေနပခုံးတစ်ဖက်ပေါ်မှာပိတရံဖခင်ကိုထပိတဝါထား၍ယာဝဇီဝံတထဆုံးနဲ့ဟောတတတယုကောတတရာရှည်တဲ့ကာလမှာဟောတတတဇီဝေအသက်တရားပြည့်အောင်နေရတဲ့သာသမီဖြစ်တဲ့ပုဂ္ဂိုလ်သည်မာတရံအမေကိုဧကိနအန္တေနပခုံးတစ်ဖက်ပေါ်မှာထပိတဝါထား၍ဧကိနအန္တေနပခုံးတစ်ဖက်ပေါ်မှာပိတရံအဖေကိုထပိတဝါထား၍ပရိဟရိယပြုစုလုံကျွေးနေရ၏အသက်တရားတန်းမှာအသက်တရားလုံးနေရတဲ့သာသမီအဲ့ဒီသာသမီဟာအသက်ချက်ဆုံးအမေနဲ့အဖေကိုပခုံးတစ်ဖက်စီတင်ပြီးတော့ပြုစုလုံကျွေးပါ
သောထိုသာသမီဖြစ်တဲ့ပုဂ္ဂိုလ်သည်နေတန်တော်ပခုံးနှစ်ဖက်ပေါ်မှာထမ်းထားတဲ့မိခင်ဖခင်တို့အားဥစ္စာဒနာပရိမတ္တနာနာပနတံဘာဟန္တိနအနတ်ဆိုးတွေပါလေချွေးထွက်လို့ရှိရင်လူအိုလူမင်းဆိုတာအနတ်ဆိုးထွက်တယ်မဟုတ်လားအဲ့ဒီအနတ်ဆိုးမထွက်အောင်ရေမွေးတွေပါလေဖြန့်ပေးအမွေးနိုင်တာဒီလိမ့်ပေးပခုံးပေါ်မှာထားတယ်ဘသူနဲ့ဘသူပရိမတ္တနာနှိမ့်နေပြီညောင်းတဲ့အခါရေချိုးခြင်းရောက်ပြီဆိုရင်ရေချိုးပေးအမွေးနဲ့သားတွေတဲ့တဏခါတွေဖွေးနေလိမ့်ပေးပြီးတော့တက်တက်လုံးပခုံးပေါ်မှာထမ်းပြီးတော့မိဘနှစ်ပါးကိုပြုစုလုပ်ကြွေးတာတောင်းကျေးဇူးတွေကုန်တဲ့လားမိဘနှစ်ပါးတို့ရဲ့ကျေးဇူးကိုတက်တက်လုံးပခုံးပေါ်ထမ်းအဲ့ဒီပခုံးပေါ်မှာအစားတောက်ကျွေးပခုံးပေါ်မှာရေချိုးပေးအဲ့ဒီပခုံးပေါ်မှာပဲကျင်ကြီးကျင်ငယ်ကိုစွန့်ခိုင်းပြီးတော့ပြုစုလုပ်ကြွေးတာတောင်းကျေးဇူးတွေကုန်တဲ့လားလူဘုံဌာနဤလောက၌ဖကိုလည်းရမိမလည်းဝဲအမြဲဆောင်ရပခုံးထက်တွင်တင်လည်းရဲ့လုံကြွေးမပြတ်မွေးလဲကျေးဇူးကုန်ဆိုင်မကုန်နိုင်ဘူးကျေးဇူးတွေကြည်ပါစေတော့လို့ဖေကိုပခုံးတစ်ဖက်မှာတင်အမေကိုပခုံးတစ်ဖက်ပေါ်မှာထမ်းပခုံးပေါ်မှာပဲစားတော့တွေကျွေးပါပခုံးပေါ်မှာရေချိုးပေးပါပခုံးပေါ်မှာကျင်ကြီးကျင်ငယ်စွန့်ခမ်းပြီးတော့တစ်သက်လုံးပြုစုလုပ်ကြွေးတာတောင်းမှကျေးဇူးတွေကုန်တဲ့လားနာတွေဝဘိကဝေမတပိတုနံကတံဝဟောတိပတိကတံဝအဲ့ဒီလိုပြုစုလုပ်ကြွေးတာတောင်းမှမိဘတို့ရဲ့ကျေးဇူးတွေအဲ့ဝမ်းပိုက်ထဲကလေးကစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေပကတ်ထဲမှာကလေးကငိုတန်းကြားတိုင်းတနာကျင်နာစွာကရုဏာထားခဲ့ကြတဲ့မေတ္တာကရုဏာတရားတွေမများဘူးလားအဲ့ဒီလောက်ကျေးဇူးတွေကြီးလွန်လို့တက်လုံးပခုံးမော်ထမ်းပြုစုလုပ်ကြွေးတောင်းကျေးဇူးတွေမကြည်သေးဘူးမကုန်သေးဘူးတဲ့ဒါတွေကိုဒီနေ့ခေတ်လူငယ်တွေမစင်စားမိကြတော့မိဘနှစ်ပါးကိုဒုက္ခပေးကြတဲ့သာသမီတွေနဲ့ဒုက္ခပေးကြတဲ့သာသမီဘယ်ကမျောလိုချင်တာဝယ်ခိုင်းလို့စီးပွားရေးမပြေလဲတဲ့အခါအမေဖေးဝယ်မပေးနိုင်ရင်သမီးကနှုတ်ခမ်းဆူတယ်သားကခြေဆောင်နေမပြေလေသေးလို့အဝတ်စားဝယ်ပေးရင်တစ်လက်စီဝယ်ပေးလို့တယောက်တည်းအရင်တတ်နိုင်တယောက်ဝယ်ပေးသူ့သားကြတော့တခါတည်းတွက်ကပ်ပြီးတော့မှဩသာသမီတွေအတိတရားရှိလို့လားမရှိလို့လားအေးအဲ့တော့မိဘကျေးဇူးကိုသိတယ်အတိဉာဏ်ရှိအောင်ဒီလိုတရားပွဲတွေကနေလူငယ်တွေကိုပေးဖို့လိုနေပြီမှန်ရလားတခါတော့ဦးဇင်းတို့ကျေးဇူးရှင်ဝိုင်းကုန်းဆရာတော်ကြီးစီကိုတခါကြီးတယောက်ရောက်လာပါတယ်ဦးဇင်းကလည်းဆရာတော်အနားကိုရောက်နေတယ်စိုက်ကားကြီးနဲ့ပေါက်ချတာသူ့မျက်နှာကြည့်လိုက်တော့လေဖောရောင်လက်တွေခြေတော့တယ်ရောင်ကိုင်းကြောက်ကမကောင်းမှုနဲ့တူပါတယ်သူဆရာတော်ရှ िख ိုးအိုးချပြီးတော့ဝမ်းနဲ့ပန်းနဲ့ဆရာတော်တဲ့တပည့်တော်တကောင်ကျွတ်မဟုတ်ပါဘူးဗျာတဲ့တပည့်တော်မှာသားသမီးတွေရှိပါတယ်ဒါပေမဲ့ဆရာတော်ခဏခေတ်သားသမီးတွေဟာမိဘကျေးဇူးမတိကြတော့ဗျာတပည့်တော်ရှိပေမဲ့အာမကိုရဘူးတဲ့အင်္ဂယံအပိုင်စီးပြီးတော့တပည့်တော်ကိုပြစ်ထားကြတယ်ဗျာစိတ်ညစ်လို့တပည့်တော်ထွက်လာတာတဲ့စိတ်ညစ်လို့တဲ့သူပြောရင်းနဲ့မျက်ရည်တွေလဲလာတယ်
公公我写单小孩片，特别多深夜吧的，大卫们，都说爱人啊特别多，大王接昂深夜辈们都命一嘛，因大家俺来都比特别多，下追个吧的。ကိုရောတက်ရွယ်ကလည်းကြည်ကြမ်းမှရေကလည်းမကောင်းမှအင်္ဂယံအပိုင်စီးပြီးတော့ပြစ်ထားကြတာတပိတော့ရင်နာလွန်လို့ပါရင်ဖွဲ့ရမယ်သူမရှိလို့လည်းတူပါလေဘုန်းကြီးတွေစီလာရင်ဖွဲ့နေဆရာတော်အဲ့မှာဥစဉ်တစ်တီးလေးတွေခြားလာခြားတဲ့ဆိုအဲ့မှာပန်းသီးတွေလိမ္မော်သီးတွေခြားကျွေးပြီးတော့အဲ့ဆရာတော်ကတရားဟောလိုက်ရတယ်ရင်အေးအောင်တရားဟောလိုက်ရတယ်အဲ့ဒီလိုသာသမီတွေရဲ့ရင်ထဲမှာအုံနောက်ထဲမှာမိဘကျေစုသိတဲ့အသိဉာဏ်ရှိပါရဲ့လားဩမျိုးဆက်တဲ့တရားနဲ့ဝေးရင်ပို့ဆိုးမယ်မှန်လားပြည့်တဲ့ကြီးတရားနဲ့ဝေးတယ်ဆိုတာနားနဲ့ဝေးတာကိုမဆိုလို့နှလုံးသားနဲ့ဝေးတာကိုဆိုလို့တယ်တရားဟောတဲ့ဘုန်းကြီးကကလိုက်နေအောင်နှလုံးသားထဲအထိခံစားပြီးတော့အသိဉာဏ်မရောက်သွားရင်ဆိုးမြဲဆိုးမှာပဲမိုက်မြဲမိုက်ပါပဲမိဘကိုနှိပ်စက်မြဲနှိပ်စက်ပါပဲလူဘဝမှာအရေးကြီးဆုံးဟာ right understanding is very very important to be happy in peaceful family right understanding ဆိုတာမှန်ကန်တဲ့အသိဉာဏ်ကိုပြောတာပါပါလေမိဘနဲ့သာသမီဆက်ဆံရေးပြေလဲပြီးတော့မှအေးချမ်းတဲ့ငြိမ်းချမ်းတဲ့ပျော်ရွှင်တဲ့နှွေးထွေးတဲ့မိသားစုတွေဖြစ်ဖို့ဆိုရင်မိဘတို့ရဲ့ကျေးဇူးတွေကိုနားလေတဲ့မှန်ကန်သောအသိဉာဏ်ရှိအောင်ရှာဖို့မလိုဘူးလားအေးအဲ့ဒီမိဘကိုပြစ်ထားကြတယ်ဆိုတဲ့သာသမီတွေဟာဒီလိုတရားတွေနဲ့သူတို့နှလုံးသားနီးလိုလားဝေးလိုလားတရားနဲ့ဝေးလေမအေးလေမိသားစုတွေမှတ်ထားတရားနဲ့ဝေးလေမအေးလေမိဘကိုအဲ့လိုပြစ်ထားတဲ့သာသမီမျိုးတွေမြတ်စွာဘုရားကဝတ္တလတုတ်မှာဆိုလို့ရှိရင်လူယုတ်မှလို့နာမည်တတ်တယ်အင်္ဂယပိုင်သိပြီခုနမိဘပြစ်ထားတဲ့သာသမီမျိုးတွေဘလို့နာမည်ပေးတော့ပါပတရာယုတ်မလာသာပါဠအတိမိုက်ခေါင်ထီတို့အမိဟူသည်ဤလူပြေဝနို့ရတိုက်ကျွင်းငယ်ကမွေလဲနို့ကျွေးတင်ယုံမဆတ်တုံဒီအတိညာဒီလိုတရားတွေမနာလို့မရှိဘူးဆိုမှဖြစ်ရင်အဲ့ဒီသာသမီမျိုးမွေးရတာနို့တိုက်ရတာနို့ကျွေးတင်တာပဲအဖတ်တင်နေမှန်ရလားနို့ကျွေးတင်ယုံမဆတ်တုံဒီလူဘုံဌာနဤလောက၌ဖားကိုလည်းရမိမှလည်းဝဲအမြဲဆောင်ရွက်ပခုံးထက်တွင်တင်လျက်လုံကျွေးမပြတ်မွေးလေကျေးဇူးကုန်ဆိုင်မကုန်နိုင်ဘူးတကယ်အောင်းနေတရိယာကြည့်ရင်အဲ့ဒီ1 byte ထဲအထိပြန်နေကြည့်ပကတ်ထဲမှာဥဝဲဆိုတဲ့ဘဝကိုပြန်တွေးကြည့်ပဲတတ်ကြီးဘိုင်းနာလို့မှအမေဘိုင်းနာလို့ပြောတတ်ရလားရှူရှူပေါက်ချလို့အနီးတွေစိုးနေတာအေးဆက်နေတော့အမေအေးနေပြီလို့ပြောတတ်ရလားပကတ်ထဲကရင်သွေးငယ်ရဲ့ငိုကြွေးတန်ကိုကြားတိုင်းမိဘတို့ရင်မှာကရုဏာနဲ့မဆောင်ရှောက်ဘူးလားအဲ့ဒါတွေကိုတွေးကြည့်ပြီးတော့အတိညာရှိတဲ့သာသမီတို့အတွက်အသက်ထက်ချင်းမြန်နိုးရသူဟာဘသူတွေဖြစ်တဲ့မှာလဲဉာဏ်ကိုင်စာတိတန်တိတိနှင်ဘောတိပွင့်လျာသူတို့မှာကမာတာပိတမိဘနပမစာကိုဝမ်းရင်နွမ်းခန့်လေဧကရက်ဖြင့်မင်းပြည့်စွန့်ပဲမင်းဆွဲချိုးကလွန်စွာမြတ်လေးသက်စွန်ပွေ၏ဉာဏ်ကိုင်စာတိတန်တိတိနှင်ဘောတိပွင့်လျာသူတို့မှာကဘ
Paditandi Rungre Kova, Athenian net, Piso net, Paya along, Tudo Gomia Piora. Bada Pita Miba Naba Masako, one Yinuan Kale Egarepien, Mempi Som Pe Minze Chuga Lunzwa Miali the Sombui. I don't. Paya along, Tudo Gom sit that shitty. Tatami Miba Jesu Tide, Athenian net, Piso net, Tatami Jaro. Masako one. Ko masave mibago juide Jesu tire tatamire ko masave badugo juide Momo myamya sazyali yala ye hora amevu hora aphevu Tilo tita de tatami dineke manedala myodala Tayane wele maele Lugeri di Buddha Daya Damari ne Turu Ono Nalunari ne Wila Luaro Preta Jiru Yes Jamabe Mibago Nisa Jamabe Soga Jamabe Dayane Wele Maele Nyaga Piaga Erilu Jima Soga Jabu Mapione Pia Long Turo Gon Sita Shide Tatmi Miaha Kumasabe ne Diva Juya Meher Me a pit or down, some pit better. Me bad, low Juijade. Paya along to Doga. At a Boda Bada wing. Amuda Midai, Beda Jiru, Deep Boda, Lansing, Tibo, Malogula. Lore, Miasa Paya. Paya along the Boadima. Miba. Jesu, Balauti, Titale Soye. At that Chimia, no de ati, Mipa Jesu, attended le Gagwe, some shop kede, Pia de Shide. Erago Zaraga Bali Atakata, Sula Nandia Zaba, Miaswa Pia, Hovare. Idan da Zario di Idan. Jamade Danam, Eden Dada Sriya was Odi Eden, Eden Dada Sriya was Osachide Idamagata Didanago, Tata Naluru Ziabiashin Guromia Jidi, Welu and they welu on Koshwe Jamdomam. We had under Yavda Lili Miani Shimbyundrin Thousand Rombo de Shigo. Diwa Dada Shindi Wadamatego Araba Ajambu. Kacheti Garuda Jesu Hojaro Bugeba Bedati Idan Dada Sriya was so associated to Makata Idanago Yasa Pia Yadajo Pid Welu on Shujandoma Hogera Ashin Devadaye, a young Uzenu Hotana Shivade. Ashin Devadaha Miaswa Pia Boma Yanyu Puegere. Bedo Tuga, Gonzom Yadugule, Ematam Memore. I don't Batamatu, Miaswa Pia Tama. Atarajine Pia Tedo, nothing in Nandila Shida Kama. Anayuva. Miaswa Pia Teto, Jiva, Umima, Tanga, Divu, Davido, Gonson, I made. Tanga, Davido, let it look up. Gonson Yadu, Downa, Payara, Mabido, Beta Jiru, a new Nina Mayaro to Baluto. A Gianni Tone Mola Arriva. Zadada Minda, such out the Dayo, and she Mina will see you below 2 pil. That kind be Mimpi or in Timpia Pima. Miaswa Paya. Do the bit Zadada do Oza, let Yomi let's lead the Mari Kuni down. Lead the Mari, look below, Matak Kaimula. Gonzon Yadu Lojin Lo. Bayadu Lojin Lo.
လေသမားတွေလွတ်ပြီးတော့တတ်ခိုင်းတာမအောင်မြင်တော့ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှကိစ္စကုတ်တော်မောကနေကြောက်တုံးကြီးနဲ့တခါလေဖယားပေါ်လှိမ့်ချပြီးတော့တေကြောင်ကြံခဲ့တာဘာယာရုကိုလိုချင်လို့နာလာဂိရိစင်ကြီးကိုယက်တိမူအောင်တိုက်ပြီးတော့မြတ်စွာဘုရားကိုနင်းတတ်ဖို့ကြံစီခဲ့တာဘာယာရုကိုလိုချင်လို့ကောင်းဆောင်ရာသူမမောတဲ့လောဘလောက်ကြောက်စရာကောင်းတာမရှိဘူးမေလဲမေမမသိအဖေလဲဖေမမသိရာသူအာနာမမောတဲ့လောဘကြောင့်မဲ့အစာတတ်တဲ့သူ့ဖေပိပိတာရတတ်မိသွားတယ်မို့လားတခြားလောဘတဲ့အဲ့ဒီလောဘသိကြောက်စရာကောင်းတယ်အဲ့ဒီလောဘကြောင့်မကြည်နိုင်တဲ့ယဉ်ညိုးအာဃာတတွေကြောင့်မဲ့အရှင်ဒေဝရဘဝပြတ်ခဲ့တယ်မို့လားအေးအဲ့ဒီရှင်ဒေဝရကိုအကြောင်းပြုပြီးဒီဒေသနာမြတ်စွာဘုရားဟောတာယဟန်တန်ဃာတော်တွေဟာညက်ဒီကင်းဓမ္မသဘင်မှာစုဝေးပြီးတော့မှအာဟုသောငါရှင်တို့ဒေဝတတောဒေဝရတိကခလောခက်ထံလွန်ဤပရုသောကျမ်းကျုပ်ရစလွန်ဤသာဟတိကိုစိတ်လိုက်မှန်ပါပြုမှုတတ်ဤနေကာရုဏိကိုတနာကရုဏာကင်းမဲ့တဲ့သူရတဲ့ချင်းချင်းစုဝေးပြီးတော့ပြောနေတာဒေဝရအကြောင်းကိုပြောနေတာဦးဇင်းအခုဒေဝရအကြောင်းစာအုပ်ကလေးထုတ်ဖို့စိုင်းပြင်းနေတယ်ချုပ်တဲ့အဆင့်ကိုရောက်နေပါပြီမကြခင်ထွက်တော့မှာပါကောင်းစဉ်တော့လွတ်လပ်တဲ့စိတ်နဲ့နေပါအဲ့ဒီလောဘအနှောင်ဖွဲ့တွေကြောင့်ဘုရားပေါ်ရံညိုးဖွဲ့တဲ့အာဃာတအနှောင်ဖွဲ့တွေကြောင့်ကိုယ်နဲ့မတန်မရာတန်ဃာတွေကိုကောင်းဆောင်ခြင်းနဲ့ဘုရားရာဓုကိုမက်မောလွန်းတဲ့ဝိသမလောဘတွေကြောင့်စိတ်ဓာတ်မလွတ်လပ်တဲ့အတွက်ကြောင့်အဲ့ဒီသူဘဝနှိမ့်ကြပျက်စီးသွားပုံလေးကိုသင်္ကန်းစာယူဝယ်ရေးထားတာဘဝမပြတ်ခြင်းစိတ်ဓာတ်မှာကိလေသာအနှောင်ဖွဲ့တယ်ဖွဲ့လာတဲ့အခါတတိပညာနဲ့အဲ့ဒါကိုဖြည့်ပြီးတော့မှလွတ်လပ်တဲ့စိတ်ဖြစ်အောင်ဝေမျှရမယ်ဆိုတာကိုအဲ့ထဲမှာဦးဇင်းရေးထားပါတယ်လွတ်လပ်တဲ့စိတ်နဲ့နေပါဒေဝရရဲ့ဂုံဗုဒ္ဓကိုဒီပါတာဃာတော်တွေပြောနေတာဒေဝတ္တတောဒေဝတ္တဟာကခလောခက်ထန်လွန်သူစိတ်ဓာတ်ခက်ထန်လေဘရသောကြံကြုတ်ရက်ဆက်တဲ့သူကောင်းတဲ့ဂုံဗုဒ္ဓလားမကောင်းတဲ့ဂုံဗုဒ္ဓလားအမှန်တန်ကြံကြုတ်ရက်ဆက်တာပဲအရှင်ဒေဝဒဟာတန်ဃာတွေချင်းချင်းပြောနေတာဓမ္မသဘင်မှာသာဟတိကောစိတ်လိုက်မှန်ပါပြုလုပ်တတ်သူဟူတိုင်းတိုင်းစိတ်လိုက်မှန်ပါလုပ်တတ်တယ်နေကာရုဏီကောကရုဏာကင်းမဲ့တဲ့သူရှင်ဒေဝရဟာဘလို့လို့မြတ်စွာဘုရားကိုလေးသမားတွေလှော့ပြီးတော့သေချောင်းကြံနေကြောက်တုံးကြီးနဲ့ဂေဇဂုတ်တော်မောလိတ်ချလို့ချနာလာဂိရိစေကြီးရက်တိပူအောင်တက်ပြီးတော့တခါလေဖယားကိုနင်းတတ်ဖို့ကြံလို့ကြံတယ်ကခလောခက်ထန်လွန်တဲ့သူဖရုသောကြံကြုတ်ရစတုနေကာရုဏိကောတနာကရုဏာကင်းမဲ့သူဆိုပြီးတော့တန်ဃာတွေချင်းချင်းပြောနေကြတာအဲ့မှာမြတ်စွာဘုရားကြွလာပြီးတော့ချစ်သားတို့တဲ့အခုဘာစကားတွေနဲ့ပြောဆိုတိုင်ပင်ဆွေးနွေးပြီးတော့နေကြတယ်လေလို့ဆိုတော့ဘသူအကြောင်းအဲ့မှာမြတ်စွာဘုရားကတန်ဃာတော်တွေကိုဘေကဝေယံတော်များအိုချစ်သားတို့ဒီဝတ္တတောဒီဝရဟဣဒံနေဝဒီဘဝမာသာလင်ကခလောခထံတိဘရောသောကြံကြုတ်တိယစ္စတိနေကာရုဏိကောတနာကရုဏာကင်းမဲ့သည်နာဟောတိမဟုတ်သည်ယုဒဟာအခုမှခထံကြံတန်ယစ္စကြံကြုတ်တာမဟုတ်ဘူးပုဗ္ဗေပိရှိယခင်တော့ကလည်းပဲဒီဝတ္တတောဒီဝရဟကခလောခက်ထံကြံတန်သည်ဘရုသောကြံကြုတ်ရစတိ
နေကာရုဏီကိုယဝတနာကရုဏာကင်းမဲ့သောသူသည်သာလျှင်ဟောသည်ဖြစ်ခဲ့ဘူးလေပြီဣတိဧကသောဝတ္တဝမိန်ကြားတော်မူပြီးလင်တထာနတ်လူတို့ဆရာဖယားရှင်သည်အတိတံအတိဇာကြောင့်ကိုအာဟာရိကောင်းစွာမသွေထုတ်ဆောင်ဟောကြားတော်မူလိုက်ပါပေတည်းအဲ့မှာမြတ်စွာဘုရားကအတိဇာကြောင့်ကိုဟောတယ်အရှင်ဒီဝရနဲ့ပတ်သက်ပြီးတော့ဟောပါတယ်ပေဒါကြီးဘယ်သူနဲ့ပတ်သက်ပြီးတော့ဟောတယ်ရန်တော်ရဲ့လက်အုပ်ချေပြီးတော့မှဘုရားမြတ်စွာဆောင်ပြီးတော့ဟောကြားတဲ့အတိတ်ကကြောင်းကိုနာယူနေကြပါတယ်အတိတိဗာရဏတိယံဗျမတတိရိသံဃရင်တေဘောဓိတတောဟိမဝန္တပတိတိမဟာနန္ဒီယောနာမဝါနရောအဟောတိဘေကဝေယံတော်မြတ်ဩချစ်သားသူအတိတိလွန်လေဝေးကွာရှေခကာလဇေရုံကမာရဏတိယံဗာရဏတိပြည်၌ဗျမတတိဗမတတိရိဇမင်းဖြစ်ကိုကာရင်တော်ကာရင်တိပြုလုပ်အုပ်ချုပ်၍နေသည်ရှိသောပောရိတတော်မြတ်ဖရာရဲ့အလောင်းတော်သည်ဟိမဝန္တပရိတိဟိမဝန္တတောတောင်ကနန်ဆုံးမြန်ကြီးအေအတွင်း၌မဟာနန္ဒီယောနာမမဟာနန္ဒီယအမည်ရှိသောမဟာနန္ဒီယအမည်ရှိတဲ့ဝါနရောမြောင်မင်းသည်အဟောတိစင်စေမသွေဖြစ်ခဲ့ရပါပေသတည်းချစ်သားတို့တဲ့ဗာရာဏသီပြည်ဗြဟ္မတမင်းကြီးထိနန်းအုပ်ချုပ်မင်းပြုလုပ်စဉ်ငါဖျားရဲ့အလောင်းဟိမော့တာတော်ကြီးတဲ့မှာမြောက်အမျိုးမှာဖြစ်ခဲ့တယ်ဘုရားအလောင်းဘယ်မျိုးမှာဖြစ်ဘုရားအလောင်းမြောက်မင်းရဲ့နာမည်ကတော့မဟာနန္ဒီယမြောက်မင်းတဲ့မတူပါတဲ့အတ္တထောဘုရားလောင်းမြောက်မင်းဤကနိဋ္ဌဘာတိကောညီငယ်ဖြစ်တဲ့မြောက်ကတော့သုလနန္ဒီယောနာမသုလနန္ဒီယမိဤတို့ရဲ့ညီဖြစ်တဲ့မြောက်တကောင်ရဲ့နာမည်ကတော့သုလနန္ဒီယညီအကိုနှစ်ကောင်ပေါ့မဟာနန္ဒီယနဲ့သုလနန္ဒီယဟိမန္တာတော်ကြီးတဲ့မှာဘယ်သာကြီးပဲတော်တဲ့မှာတော့ဥဘောနကောင်ကုန်သောတေထုမြောက်ညီနောင်တို့သည်အတိတိတတဝါနရပရိဝါရမြောက်ကောင်မောင်ရှစ်တောင်းချံရန်ရှိကြကုန်သည်ဖြစ်၍ဟိမဝန္တပရိတိဟိမန္တတောတောင်ကနိုင်စုံမြိုင်ကြီးတဲ့မှာအန္ဒမတရံမျက်စိ၌ကွယ်အလင်းမရရှာတဲ့မိခင်မြောက်ကိုမာကြီးကိုပฏิစကန္တာပြုစုလုပ်ကြွေးကြကုန်သည်ဖြစ်၍ဝါတံကပ်ပေသုံးနေထိုင်ကြသေးကုန်ပြီဟိမန္တာတော်ကြီးတဲ့မှာသူတို့ရဲ့မိခင်မျက်မမြင်မြောက်အိုမာကြီးကိုသူတို့ပြုစုလုပ်ကြွေးပြီးတော့နေကြတယ်မဟာနန္ဒီယနဲ့သုလနန္ဒီယမြောက်ညီနောင်အကြောင်းကိုဘုရားကအတိဇတ်ဆောင်ပြီးတော့ဟောတာပိကဝေယံတော်မြတ်ဩချက်သားတို့တေထုမြောက်ညီနောင်တို့သည်အရိညာဟိမန္တာတော်ကြီးတဲ့သို့ပဝိသိတဝါဝင်ရောက်ကြကုန်ပြီလျင်မတုရဏိချုံမြင်ကောင်းမြတ်လာကုန်သောဖလာနိတေတိကြီးငယ်တို့ကိုမာတုယမိခင်ဖြစ်တဲ့မျက်မမြင်မြောက်အိုမာကြီးဤတန်တိကအထံသို့ဘေသင်တိကောင်းစွာမသွေအဘောလွတ်လိုက်ကြပါပေကုန်တည်းမိခင်အိုကြီးကိုလုံခြုံနဲ့သူတို့နေထိုင်ရာ
多处你的嘛，他比如都你闹那讲啊，苗地有无常比如嘛，都阿强呀闹来苗干的，适当适的的，而且苗地有无常比如嘛，这底下的马南地呀呢，苏拉南地呀巴下特的。အိမန္တာတော်တဲ့ပေါ်လွန်တဲ့တည်တည်တွေဦးဇင်းဆင်းပြီးတော့စัจ ကြောင်းထဲမှာလည်းပဲပြောပြခဲ့ပါပြီထပ်ပြောနေရင်တရေကြကုန်တော့အိမန္တာတော်ကြီးထဲမှာတည်တည်တွေအမျိုးကိုစုံလို့ရော့ပြအောင်ပါလားရပါမရသေးဘူးလားတည်တည်တွေကိုရှင်းတော့စာဆိုတဲ့တော်တော်တာဗျာသူတို့ကိုယ်တိုင်ပဲဟိမန္တာတော်တွေကိုတခါတည်းတွားရောက်ပြီးတော့မှတစ်ပင်တွေတစ်သီးတွေကြည့်ပြီးတော့ရေးထားတာကြာနွေရောမိုးရောဆောင်းရောကိုတစ်သီးပြတ်တယ်မရှိဘူးတဲ့ဘယ်တော့မှတော့ထိုဥယင်သာရခံဝါ၌ဩဇာရွှန်းရွှန်းပြလျံလျံသာမဲရွှန်းရင်ဥရုသုံးတွေအလဲလဲတိတစ်တဲ့ကြံရိုကြငိမ့်ငိမ့်တစ်စိမ့်တစ်စုတစ်ဥတစ်ချိုတစ်တိုတစ်နေတစ်ဒီတစ်ကျော်တစ်တော်တစ်တောင်းညွန်ညောင်းရွှရှိတစ်မြေစီလေးပြားရည်ပင်ကိုအေးအေးချိုလျက်ပြားရည်လိုချိုပြီးတော့မွေးကြိုင်နေတဲ့တတိမျိုးစုံအလွန်ပေါ်တာဘယ်တော့မှတဲ့ညောတဲ့ပြုံမွေးကျွတ်တဲ့မန်တော်မန်စာမလာမန်ကိုမန်ပြုံမန်နေဆုံးစီမန်လင်းလုံးချင်းသိထတနတယခက်လက်ဝေဝေတပြေတဖန်ထုစံတချာတဖန်ကနေချိုပြမွေမွေပြားရဲ့လိုချိုပြီးတော့မွေးကြိုင်နေတဲ့တတိမျိုးစုံအလွန်ပေါ်တာဘယ်တော့မှတတွေတတော်တပုတ်တပြုတ်တစုတဘောတယောတလိမကြည်ရောမင်းဘောမင်းခုတ်မြောက်လို့ရွညိုမြောက်ငုံမြောက်လောင်းနံကောင်းရွေနဲ့အုပ်ရှိအောင်နဲ့ရွယ်လဲတော်တော်မလန့်မလင်ပြီးဖြင့်မြောင်မြောင်မချောင်မဲအော်လင်းလျှော်လင်းလွန်ပင်ဝန်းထိုက်ထိုက်မိကဆိုင်လျက်ဓာတ်တိုက်အလိုက်တော်ရာခွဲစိတ်ဖြာသည်ရသာချင်းချိုခါဖန်ဒီအယဟရာကလည်းပဲအချင်းအချောအဖန်အခါရသာမျိုးစုံလာတဲ့သတိမျိုးစုံအလွန်ပေါ်တာဘယ်တော့မှထိုမနိနောအယောတောတုံကျွဲကောကပလမလကာနှင့်တံမြတံမျိုးအေချိုမဲ့ပြောလိမ္မောတတန်တလွန်နဲ့ရဲ့ပိနဲ့တမျိုးကနဇိုးရိုကျိုးပေမတခက်ညိုလျောလျောကြံငယ်ပြောလိမြေချောသိမ့်ပိုက်စီနေဝိုင်းလျက်ကျွဲကောသည်တွေကပလာသည်တွေမလကာသည်တွေတံမယောသည်တွေတံမယောသည်တွေပြောရင်လည်းကျုပ်တော်သိရကြတွေရောမိုးရောဆောင်ရောဘာတွေပေါ်တော့ကျွဲကောသည်တွေကပလာသည်တွေမလကာသည်တွေတံမယောသည်တွေတံမယောသည်တွေပိနေသည်တွေလိမ္မောသည်တွေငပြောသည်တွေအလွန်ပေါ်တာဘယ်တော့မှသာဖတ်ကြည့်ပြီးတော့သွားခြင်းစိတ်တော့ပေါက်သွားအဲ့စိုးတဲ့တစ်သေးတွေကနေမြောက်ညီတော်နှစ်ကောင်သူတို့မိခင်ကြီးကြိုက်တတ်တဲ့ငါပြောသေးတယ်ရောတခါတည်းပွေချမ်းတစ်သေးတွေရွေးချယ်ပြီးတော့မှအဲ့မြောက်တချို့ကိုအပုတ်လွတ်တာအာရဏကဝနရာတစ်သေးတွေသေဆောင်သွားကြတဲ့မြောက်ပေါင်းတို့သည်တတတော်မျက်စိမမြင်ရရှာတဲ့မြောက်အိုမာကြီးအာနာတင်တိမပေးကြလေကိုအတိတိတဲ့သွားတဲ့မြောက်တွေကမျက်စိမမြင်ရတဲ့သူတို့မိခင်မြောက်အိုမာကြီးညီနောင်နှကောင်ရဲ့မိခင်မြောက်အိုမာကြီးမပြီးဘူးလေကောင်းဆောင်မြောက်ညီနောင်မာနန္တိယ
နဲ့သုရနန္ဒိယတို့ကအပုတ်လွတ်လိုက်တာပိဿကြီးရောက်အောင်မပုတ်ဘူးတဲ့မပုတ်ဆိုတော့သူတို့ဘာလုပ်မလဲမှန်းကြည့်ပေါ့လမ်းနဲ့စားတော့ပြစ်ကြတယ်ကြည်စမ်းပါလူယုတ်မာတယ်ဟုတ်ပါဘူးမြောက်ယုတ်မာတယ်လမ်းနဲ့ဖြတ်စားတာလူတွေလည်းဖြတ်စားရင်ယုတ်မာတဲ့ဆဲရောက်မှာပဲဟုတ်တယ်မို့လားတကယ်ကိုဒီမှာမြောက်အိုမာကြီးဟာမျက်စိမှမမြင်ရှာပဲဒုက္ခမြဘယ်နေတဲ့တစ်ပင်တောင်မှပေးတယ်ကြီးဟူခိုင်းဒီခိုင်းဘယ်ကူးရဲ့မှာဘယ်ကူးနိုင်မှာတို့မျက်စိကမြင်ရလားဩငါတို့သွားမပုတ်ရင်မြောက်အိုမာကြီးအစာငတ်ပြတ်ပြီးတော့မှဒုက္ခမြသေလိမ့်မယ်လို့ကိုရင်စားတဲ့စိတ်များရှိပါရဲ့လားလူယုံမာတွေဟုတ်ပါဘူးမြောက်ယုံမာတွေပါတယ်ပါလေလူတွေလည်းကိုစားတာကိုငတ်တာလောက်ကိုကြည့်ပြီးတော့ကိုချင်းမစပဲနဲ့သူများပစ္စည်းတခါလေရတဲ့လေးနဲ့မတရားယူနေရင်လူယုံမာတွေဖြစ်မယ်ဟုတ်တယ်မို့လားလူလောကလူတိုင်ဝိုင်းကြီးမှာအတ္တကြီးတဲ့လူယုတ်မာတွေများရင်များတယ်လို့လူတိုင်ဝိုင်းကြီးချမ်းသာမလားဆင်းရဲမလားအခုဒီမှာမြောက်လောကမှာလည်းကြည့်ပေါ့ကိုငတ်ထာလောက်ကိုဘိုက်ဆာလောက်ကိုသိတယ်မြောက်ယုတ်မာတွေပေါ်တော့မိခင်အိုကြီးမှာမျောလို့တစ်သေးရပေါ်မလားပေါ်မလားအတ္တကလည်းကြီးနေပြီဆိုတော့ပြေးတယ်အသာမခံနိုင်ဘူးတဖြည်းဖြည်းနဲ့ခေါင်းဆောင်ညီတော်နှစ်ကောင်ကတော့ရောက်အောင်ပို့တယ်ပဲထင်ပြီးစိတ်ချလက်ချလွတ်ပြီပဲလမ်းနဲ့အကောင်ဖြတ်ဖြတ်စားပစ်ကြတော့မြောက်အိုမာကြီးခမအဋ္ဌိသမ္မာဝတေတာအယူဘောအရေတဲနေပြီကိတပိန်ချုံ6တွေ့သည်အဟောတိဖြစ်ရှာပြီအိုးကလည်းအိုးနေတော့အဲ့မှာဆာလောင်မွတ်သိပ်မှုဓာတ်ကြောင့်ပေးတာကြအယိုးပေါ်အရင်တဲပြီးတော့တော်တော်ကိုပဲအာအင်းဆုတ်ပြုတ်သွားတယ်ဒါနဲ့ညီတော်နှစ်ကောင်ကကိုယ်တိုင်လဲလိုက်ပါလာတဲ့ခောက်လေကြောက်မိခင်ကြီးကြည့်လိုက်တော့ပိန်ချုံးပြီးတော့မှအယိုးပေါ်အရင်တဲနေတာတွေ့လိုက်ရတယ်စိတ်ထဲမှာမာနန္ဒိယမြောက်မင်းမိခင်ကြီးကိုသူဝမ်းနဲ့ပန်းနဲ့ပြီးတယ်အမအိုမိခင်မယံကျွန်တော်တို့ညီနောင်သည်တုံမကံတင်မိခင်ကြီးတို့ဤတန်တိကအထံသို့မတုရဗလာဗလာနိချုံမြင်ကောင်းမြတ်တဲ့တည်ကြီးငယ်တို့ကိုပေသေးမပေါ်လွတ်လိုက်ကြပါကုန်၏အထတို့သောဖြစ်ပါလက်ကနဲ့တုံမေတင်မိခင်တို့သည်ကတ္တမပဲကြောင့်မိလာယထခန္ဓာကိုယ်အယုဘောအရေးတဲပြီးတော့ညှိုးနွမ်း6တွေ့နေရတာလေမိခင်စီကိုကောင်းပြီဆိုတဲ့တည်တွေကျွန်တော်တို့ညီကိုနှစ်ကောင်ပို့လို့ပါရဲ့နဲ့မိခင်မစားရဘူးလားဘာကြောင့်အယုဘောအရေးတဲပိတ်ချုံးနေရတာတို့ဆိုတော့အဲ့မှာမိခင်ကြီးကလည်းပဲတာတချက်သားတဲ့တာနိထိုသားတို့ပို့လိုက်တဲ့ဆိုတဲ့ကောင်းမြတ်တဲ့ချုံမြိတ်တဲ့တည်တွေကိုနားလပါမိအမေမရပါအမေမစားရဘူးရက်တည်ကြာပြီတဲ့ဆိုတော့ကြည်စားနောက်လိုက်ရုပ်တည်စိတ်ဓာတ်ညံဖြင်းတဲ့နောက်လိုက်တည်နောက်လိုက်မြောက်တွေကဘာညံဖြင်းတယ်တော့ကောင်းဆောင်ညီနောင်နှစ်ကောင်တော့စိတ်ချလက်ချနဲ့အပုတ်လွတ်တာသူတို့ကနန်းနဲ့မလုပ်ကြကြဖြတ်စားလက်စားလုပ်ကြတယ်မလုပ်ကောင်းဘူးဝတ်ဆိုတာလေရက်လူတွေကကန်နဲ့ကန်ကြမယုတ်ကွာအသာစီရတဲ့အချိန်ကျတော့နေနေလူကိုတခါတည်းနှိတ်ကွအနိုင်ကျင့်ယူအာနာပြယူတခါတည်းအာနာတမတ်သားလောက်ရှိတကြသားလောက်ပြပြီလည်းပဲညှစ်ချင်ကြတယ်ဝေါ်ဆိုတာလေရက်မှတ်ထားသဘောပေါက်ကြလားမိခင်အိုရေးမကြွေးကြတာသိကြည်စမ်းစိတ်ဓာတ်ညံ့ဖြင်းတဲ့နောက်လိုက်ဒီ
Mayi ngadi yudan hoti miao pango priharandi gaung sang sepiro longdi me soye minga imada migin oyidi wena deita di ateba biasi te soya be leno mi hoti deita nyane nau lai miao di go nga sepi gaung sang di nga migin oyi atebin de ya be lebi Ahangadi madara mewa Jesu ashin mui migin nigo dalim Patisa geta mi Yuzu lo juiro mi Sompya che cha pero Arima Tu nyinge Sula nandiya Miao ko kore Tata u nyinge sula nandiya Yura hori miao pango ton tendi parihara gaung sang lai pa Nili hai miao tigo Meme gaung sang lai do Ahanga ga madara mewa Jesu ashin Migin myamamyin Ananda Jesu shin yigo dalim Tizageta mi naung do pyuzu lo juiro me Akuwa Migin oji go Kayo design ne pyuzu anika ne piro lo juiro me Nyi le ya ni miao tigo gaung sang lai pa de so do Nyi phit de sula nandiya le be naung do Siat dan nyan de tuတွေကိုgaung sang lo apo ba be Siat sin ye ra phat tin meနောက်လိုက်တွေအောက်ခြေကစိတ်ဓာတ်ညံ့နေရင်ရှေ့ကခေါင်းဆောင်တွေစိတ်အနှောက်အယှက်ဖြစ်တာကလွဲပြီးအကျိုးမထူးနိုင်ဘူးမှန်လားအဲ့တော့ခေါင်းဆောင်တွေဆိုဒီစာတွေကိုဖတ်ပြီးတော့နောက်လိုက်တွေကိုလွတ်ထားလို့မဖြစ်ဘူးတခါတလေဗါတဲ့စကားရှိရလေမင်းပင်ကောင်းလျက်မင်းမြောင်ဖြစ်ဆိုရှိတယ်မလားခေါင်းဆောင်တွေတခါလေရှေ့မှာအလုတ်တွေကိုတွန်းပြီးတော့လှုပ်တယ်အောက်ခြေကဖြစ်ချင်လို့ဖြစ်ကိုယ်လည်းဒီမှာမြောက်တွေကြည့်လေအောက်ခြေမှာဖြစ်ချင်တယ်လို့ဖြစ်ပြက်နေတာအခုတော့ညီတော်နှစ်ကောင်လုံးသိသွားတော့စိတ်ပြက်တာပေါ့မှန်ရဲ့လားခေါင်းဆောင်တွေကမြင့်မြတ်တဲ့စိတ်ဓာတ်မွေးပြီးတော့အများအကျိုးတည်ဖို့ဆောင်ရွက်နေတယ်ဆိုရင်နောက်လိုက်တွေကလည်းစိတ်ဓာတ်ကိုမြင့်တင်မှတက်ညီလက်ညီအများအကျိုးလုပ်လို့ရတယ်မှန်ရဲ့လားဒါကြောင့်ခေါင်းဆောင်ကောင်းတွေဟာစိတ်ဓာတ်ကိုကြည့်လို့ရှိတယ်စိတ်ဓာတ်ဉာဏ်ဖြင်းလာပြီဆိုရင်အားလုံးကိုစွန့်ပြီးထွက်သွားရဘာကူမှမညှိတွေ့ဘူးဆိုတာဘုရားလောင်းသူတော်ကောင်းတွေတန်တန်ပါဒီစိတ်ဓာတ်ကိုတွေ့ရတယ်ပါတိကအိုနောင်တော်ဟံပိကျွန်တော်လည်းပဲမတရမေဝကျေးဇူးအရှင်မြတ်မမြင်မိခင်ဦးကြီးကိုသာလင်ပฏิစကေတာမိပြုစုလှုပ်ကြွေးပါမယ်ကျွန်တော်လည်းဒီစိတ်ဓာတ်ဉာဏ်ဖြင်းတဲ့မြောက်တွေကိုခေါင်းမဆောင်ကျင်တော့ပါဘူးတဲ့ကျွန်တော်လည်းပဲမိခင်ကိုပဲပြုစုလှုပ်ကြွေးတော့မယ်ဘသူကိုပဲလှုပ်ကြွေးမယ်ဥဘောနကံကုန်သောဒီဒုမနန္တိယနဲ့သုလနန္တိယဆိုတဲ့မြောက်ညီနောင်တို့သည်ဣတိဤကတုဤကိစ္ဆန္ဒတူညီသောဆန္ဒရှိကြကုန်သည်ဟုတ်တော်ဖြစ်၍ယူထံမြောက်အပေါင်းကိုပဟာယစွန့်ပယ်ထားခဲ့သည်ဖြစ်၍အဲ့ဒီစိတ်တိုင်းညံ့တဲ့မြောက်တွေကိုကြောခိုင်းခဲ့ပြီစိတ်တိုင်းညံ့တဲ့မြောက်တွေကိုနောက်လိုက်တွေကိုပါလုပ်ခဲ့ပြီယူထံကိုကြိုးကြည့်တဲ့အတ္တကြည့်တဲ့စိတ်တဉ္ဉဏ်ဖြစ်နေနောက်ပါမြောက်ပေါင်းကိုပါရပဲစွန့်ခဲ့သည်ဖြစ်၍မာတရဏန္တအကိုင်းဝင်မျက်မမြင်ကျေးဇူးရှင်မိခင်ဦးကြီးကိုခေတ္တဝါလက်တွဲပြီးတော့ခေါ်ဆောင်ခဲ့ကြကုန်သည်ဖြစ်၍မိခင်ကြီးကိုတွဲခေါ်ပြီးတော့ပါဟိမဝန္တတော်ဟိမန္တမဩရုံရှဆင်းသက်ခဲ့ကြကုန်သည်ဖြစ်၍ဟိမဝန္တာကနေထွက်လာတယ်ဘယ်ကနေထွက်လာကြပြီသာမိသုံးကောင်ဟိမဝန္တာကနေထွက်လာပြီးတော့မှပစ္စန္တိအစွန်ဖြတ်ပစ္စန္တရိအယ၌နေကြောတရုတ်ခေပင်ညောင်ပင်ကြီးမှာဝါတံကပ္ပတဝဒုရကွနေထိုင်ကြကုန်ပြီလေမတရံမြင့်မို့တောင်ဥမကကျွသည်ကျေသောအရှင်မွေးသမိခင်ဖြစ်တဲ့မျက်မမြင်မြောက်အိုမာကြီးကို
ပတိသက္ကေသူကောင်းစွာမသွေပြုစုလှုပ်ကြွေ၍နေကြသေးကုန်သတည်းအဲ့ဒီမှာပစ္စံတရေအစွန်ဖျားနေဇက်ကိုရောက်အောင်မိခင်ကြီးကိုခေါ်သွားပြီးတော့မှပင်းညောင်မင်းကြီးပေါ်မှာမိခင်ကိုကြီးကိုအဲ့တက်ကိုင်းအခွကြားထဲမှာထားပြီးမှမိဘကိုပြုစုလှုပ်ကြွေးနေကြတယ်တဲ့။တန်ဃာတော်တွေလှုပ်ချီးပြီးတော့ဗုဒ္ဓမြတ်စွာအတိတ်ဆောင်ဟောကြားတဲ့ဇတ်လမ်းကိုနားစိုက်ပြီးတော့အာယုံပြုတ်နေကြပါတယ်။အဲ့ဒီမှာညီနောင်နှက်ကောင်ဟာမိခင်အိုကြီးကိုကျေးဇူးကိုသိပြီးမှလှုပ်ကြွေးနေတယ်။မဟာနန္ဒီယနဲ့ကျေးဇူးသိလို့လားမသိလို့လားဉာဏ်ကိုင်စာတိတန်တိသိနှင့်ဘောဓိပွင့်လျာသူတို့မှာကမာတာပိတမိဘနှစ်ပါးမဆန်းကိုဝံရင်နွမ်းခံလေဧကရဖြင့်မင်းပြည့်စွန့်ပဲမင်းဆွဲချိုးကလွန်စွာမြတ်လေးသက်စွန်မွေဤဆိုတာပြောတာကျေးဇူးသိတယ်ဘုရားလောင်းစိတ်သက်ရှိတဲ့သာသမီများဟာမင်းအဖြစ်ကိုစွန့်လွတ်နိုင်တယ်အခုမြောက်ကောင်ရှစ်တောင်းခေါင်းဆောင်ဆိုတာမြောက်မင်းမယ်ဟုတ်တယ်မလားမင်းအဖြစ်ကိုစွန့်လွတ်ပြီးတော့အဲ့နောက်လိုက်ရုပ်တွေကိုကြောခိုင်းပြီးမှအခုမင်းအဖြစ်စွန့်ပြီးဘသူလှုပ်ကြွေးနေတာမင်းပြည့်စွန့်ပဲမင်းဆွဲချိုးကလွန်စွာမြတ်လေးသက်စွန်မွေဤမိဘကိုအသက်နဲ့လဲပြီးတော့မှပြုစုလှုပ်ကြွေးကာကွယ်စောင့်ရှောက်တယ်အသက်ထဲချင်းမြန်နိုးရသူဟာဘသူနဲ့ဘသူကျေးဇူးသိတဲ့မာနန္ဒိယနဲ့သုလနန္ဒိယတို့အတွက်တော့သူတို့မိခင်အိုကြီးဟာအသက်ထဲချင်းမြန်နိုးရသူဗါတရားလဲဒီလိုပဲတော်တဲ့ကိုသွားပြီးတော့မိခင်အိုကြီးကြိုက်တတ်တဲ့တစ်သီးတွေရှာပြီးတော့ကျွေးပွေးပြီးတော့ဂယုတစိုက်နဲ့မိခင်အိုကြီးကိုလှုပ်ကြွေးနေပါတယ်အဲ့ဒီအချိန်မှာဒေဝဒအလောင်းကသူကပုံနာလူလေဘဝမှာဖြစ်ဖြစ်တယ်တဲ့အရွယ်ရောက်တဲ့ခါမှာသူကဗာရာဏသီတက္ကသိုလ်ဆရာကြီးတိတ္တပမောက္ခဆရာကြီးထံမှာပညာသင်ပါတယ်ပညာတွေတတ်လို့ပြန်တော့မယ်ဆိုတဲ့အခါမှာသူ့ဆရာတိတ္တပမောက္ခဆရာကြီးကိုရှ िख ိုးဥချပြီးတော့ကျွန်တော်နေရထံကိုပြန်ခွင့်ပြုပါတဲ့ဆိုတော့ဆရာကြီးကအင်္ဂဝိဇ္ဇာတတ်တယ်သူတပည့်ပုံနာလူလင်ရဲ့အင်္ဂယုတ်ကိုစိတ်တတ်ကိုအတူတူနေတော့သိတော့ပြန်ကန်လိမှဆုံးမပါတယ်တာတအိုချစ်တပိတွန်တင်သည်ကခလောစိတ်တကထံလုံးနဲ့ပရုသောကြံကြုတ်လွန်တယ်သာဟတိကိုစိတ်လိုက်မှန်ပါမင်းလှုပ်တတ်တယ်ချစ်တပိတဲ့မင်းဟာစိတ်တကခက်ထံလုံးနဲ့ကွာမင်းစိတ်ကမြန်လွန်းနေစိတ်မြန်ကိုမြန်မင်းရှိလာတယ်ဒီလိုသာစိတ်လိုက်မှန်ပါနဲ့လှုပ်လို့ရှိရင်တာတဩချစ်တပိတွန်တင်သည်မာဝိနာတံကြီးစွာသောပျက်စီးခြင်းတို့မာဒုက္ခကြီးစွာသောဆင်းရဲဒုက္ခတို့ပါပုနေတတိချစ်တပိရောက်လိမ့်မယ်အဲ့ဒီခက်ခံကြမ်းတမ်းတဲ့စိတ်ဓာတ်ကိုချစ်တပိပြင်ပါစိတ်ရှိတယ်လို့ဟိုးဟိုးတိုင်းတိုင်းနဲ့စိတ်လိုက်မှန်ပါလှုပ်တဲ့အကျင့်ကိုဖြောက်လိုက်ပါဘယ်အကျင့်ကိုဖြောက်လိုက်ပါအဲ့လူသားမှုနဲ့ထောင်ကြတယ်ဆိုလူတွေအဲ့ဒါပဲစိတ်ကဒေါသစိတ်ကတွန်းပြီးတဲ့အတိုင်းထိုးချရတာခုတ်ချရတာတတ်ချရတာကိုင်းတည်တဲ့လူလဲကျိုးမရှိဘူးတတ်တဲ့လူလဲဒုက္ခမရောက်ဘူးလားတာတအိုချစ်တပိတွန်တင်သည်ကခလောခက်ထံ
ကြံတန်ဒီမာဟောဟိမဖြစ်ပါလေနဲ့မင်းစိတ်ကိုပြင်ပါတဲ့စိတ်လိုက်မှမှလုတ်တဲ့အကျင့်တွေကိုจิตတပိဖြောက်ပါမဖြောက်ရမင်းမဟာဝိနာတံကြီးစွာသောပျက်စီးခြင်းတို့မှာဒုက္ခကြီးစွာသောဆင်းရဲဒုက္ခတို့ပါပုနေတတိမင်းရောက်လိမ့်မယ်ဆရာကပြန်ကားဒီမှာဆုံးမနေတာသူ့ရဲ့အင်ကဝိဇ္ဇာနီးနဲ့ကြည့်ပြီးတော့ခြေရည်ကိုဒီစိတ်ဓာတ်မပြင်ဘာဖြစ်မယ်ဆိုတာဆရာကောင်းဆောင်နေဆိုတာမသိဘူးလားသိသလားတာတဩจิตပိပစ္ဆာနုတ္တပနကာရဏနောင်တတပံပူပန်ခြင်းရဲ့အကြောင်းဖြစ်တဲ့ကမ္မမကောင်းတဲ့အကုသိုလ်လောကမှာကရိမလုတ်ပါနဲ့မကောင်းမှုဆိုတာจิตပိရေပြန်တွေးကြည့်လိုက်ရင်နောင်တတပံပူပန်ရတတ်တယ်မကောင်းမှုလုပ်ရင်ဘာဖြစ်တတ်တယ်တွန်တင်တိပစ္ဆနောင်သောခါကာလမှာကတံမိမိလုံးမိထားတဲ့မကောင်းမှုတွေကိုတပိပြန်လဲပြီးတော့တွေးမိတိုင်းပူပန်နေရလိမ့်မယ်ဆရာဆိုတော့ဆုံးမတာပေါ့ဟုတ်တယ်လေသာသမီတွေမိဘနဲ့အတူနေရစဉ်မှာမိဘပေါ်ဆိုးခြင်းတိုင်းဆိုးမိုက်ခြင်းတိုင်းမိုက်စော်ကားခြင်းတိုင်းစော်ကားဝယ်ခိုင်းတာဝယ်မရထိုးဆောင်အောက်ပြီးတော့မိဘကိုအမျိုးမျိုးစိတ်ဆင်းရဲအောင်အနိုင်ကျင့်ကြတာတွေမရှိဘူးလားဝိုးဆိုတာလေရက်တယ်ယုံရင်လားဦးစင်းတော့မျက်စိအောက်ပါတယ်တကယ်ဓမ္မနဲ့ကြည့်တော့မြင်ရတယ်မိဘပေါ်မှာအမျိုးမျိုးတချို့အနိုင်ယူကြတာတချို့အမေတွေဆိုရင်အဲ့အနိုင်ကျင့်တဲ့ဆူဆူတိုင်းတိုင်းအနိုင်ကျင့်တဲ့သာသမီရှိမှမှန်တာလည်းမပြောရတော့ငေးကြောင်ကြီးဖြစ်ပြီးတော့မှန်တာလည်းမပြောရဘူးမမှန်တာလည်းမပြောအမြဲတမ်းကိုအရှုံးပေးပြီးနှုတ်ပိတ်တိတ်နေလိုက်တော့တာအဲ့လိုကိုကမိဘပေါ်မှာအနိုင်ကျင့်ခဲ့ရင်ကိုပေါ်နိုင်ယူတဲ့သာသမီတွေမသေးခင်ပြန်တွေ့ရလိမ့်မယ်ဝိုးဆိုတာယုံရလားဒီဓမ္မသဘောတွေမသိကြတော့တရားလည်းမနာကြတော့မိုက်ရဲကြတယ်အဲ့မိဘပေါ်နိုင်ယူခဲ့သမျှတွေဟာအဲ့သားဆိုသမီးမိုက်တွေနဲ့လည်းတွေ့ရောဘဝမကူးလိုက်ပါဘူးလားဝိုးဆိုတာသာသမီကိုအမြဲတမ်းကြောက်နေရတော့အခြေအနေမှားတာလည်းမပြောရဘူးမှန်တာလည်းကိုကလည်းကိုမိဘအဲ့လိုဖြစ်အောင်လုပ်ခဲ့တာဟုတ်ဗျဒါကြောင့်မိဘပေါ်မှာအတူနေတော့မှကျေးဇူးသိပြီးမပြုတ်စုမလွတ်ကျွေးပဲနဲ့စော်ကားပြတ်မှားခဲ့ရုတ်တရက်ဖြုတ်ဖြတ်ဆိုအမေဖေတည်သွားတဲ့အခါမိဘပေါ်လွန်ခဲ့သမျှကာယကံဝစီကံမနောကံအပြစ်တွေနောင်တတပံပူပန်ရလိမ့်မယ်မကောင်းမှုလုပ်ရင်မဖြစ်တတ်တာတာကိုချစ်တပိပစ္ဆာနုတ္တပနကာရဏနောင်တတပံပူပန်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဘာပမကောင်းမှုကိုမှကရိမလုတ်ပါနဲ့ဣတိဤကဲ့သို့ဩဝတိတဝသွန်သင်ဆုံးမဩဝါဒပေးပေးလျင်ဩရောစေတိကောင်းစွာမသွေပြန်လွတ်လိုက်ပါပေသတည်းဤကွာတဲ့မင်းရဲ့စိတ်လိုက်မှန်ပါလှုပ်တတ်တဲ့အကျင့်ကိုဖြောက်ပါခက်ထန်လွန်းတဲ့စိတ်ဓာတ်မြန်လွန်းတဲ့စိတ်ဓာတ်ကိုမင်းပြင်ပါတဲ့အဲ့ဒီစိတ်နဲ့မကောင်းမှုတွေမင်းလုတ်မိရင်တော့နောင်တစ်ချိန်မှာအကြီးအကျယ်ပျက်စီးပြီးတော့ဘဝပြက်ပြီးတော့ဆင်းရဲဒုက္ခရောက်လိမ့်မယ်ဆရာကမဆုံးပါဘူးလားကောင်းပါပြီဆရာဆိုရှ िख ိုးဦးချပြီးသူ့နေရကိုပြန်သွားရောအဲ့တော့ပေသကြီးအတ္တပညာအမျိုးမျိုးသင်ခဲ့ပြီမဲ့အရှင်ဒေဝရရဲ့အလောင်းဟာလေဘယ်ဘဝကြည့်သူကစိတ်ဓာတ်ကိုကခက်ထန်ကြမ်းတမ်းတော့ကောင်းတဲ့ဘက်မှာသူမပြောဘူးအဲ့တော့ကြည့်ပေါ့တချို့ဆိုလို့ရှိရင်ဘလောက်ပဲပဲစိတ်ကြီးပတ်ဆံရှိရှိဟို9နိုင်ဖားနိုင်လောက်အမှအဲ့ဒါကျင်တတ်တဲ့လူအဲ့အကျင့်ပါခဲ့တဲ့သူက9နိုင်ဖားနိုင်လုတ်ပြီးအလုတ်လုတ်စားတာပဲမကောင်းမှုနဲ့အသက်မွေးပြီးတော့စားတဲ့လူတွေ
မရှိဘူးလားတခြားအလုပ်တွေပေါ်တယ်ပဲငါများတာဝါသနာပိုင်းတော့ငါပိုများမှာတချို့ဆိုလို့ရှိရင်ပတ်စံကိုရှေ့ပါလက်နဲ့ကိုငါ့ကိုအပျော်တမ်းများတဲ့ငါများတယ်ဆိုတာငါများကြီးနဲ့အစာလေးတခါတည်းတတ်ထားပြီးတော့ငါ့ကိုလာဟတ်တဲ့ငါပါဇက်ကိုချိတ်နဲ့ပေးတဲ့ကြီးချိတ်တာမဟုတ်လားအပျော်တမ်းနဲ့ဝေါ်ဆိုတာလေရတယ်မှတ်ကြပေးတဲ့ကြီးအခုလည်းသူကစိတ်တက်ကွာဘဝတိုင်းကအောက်တန်းကျပြီးတော့ခက်ထန်လာတော့တခြားအလုံးနဲ့တံပွေးဝမ်းကြောင်းမလုပ်ဘူးတဲ့မုတ်ဆိုးလှုပ်စားတယ်ဒေဝရအလောင်းပါလှုပ်စားပါလေမုတ်ဆိုးလှုပ်ပြီးအဲ့ရရွာစွန့်ခွာပြီးတော့ဟိုးပစ္စံတဲ့အရာကိုသွားပြီးမှအဲ့လေးနဲ့မြားနဲ့တောက်နဲ့တနေ့ုံတော်တဲ့လေတွေ့သမျှသားသမင်ပြစ်ခတ်တတ်ပြီးတော့မှအဲ့ဒီသားသမင်ကြီးရဲ့အသားကိုမှချိန်ပြီးတော့မှလှည့်ရောင်းစားမုတ်ဆိုးလှုပ်စားတနေ့တော့သူအဲ့ဒီမြောက်သားမိသုံးကောင်တို့နေထိုင်တဲ့တောအုပ်ထဲမှာလှည့်လေဖြစ်ချင်တော့အဲ့ဒီမှာသားကောင်လည်းတကောင်မှမရစိတ်ပြက်ပြက်နဲ့သူပြန်ချပြန်ကြတော့ပင်ညောင်မင်းကြီးကလည်းအုပ်ဆိုင်ဝုံဝိုင်းတော့အုပ်ကမထွက်ခင်ပေါ့ဒီပင်ညောင်မင်းကြီးမှာတော့သားကောင်တစ်ခုခုတော့ရှိနိုင်တယ်တဲ့ဆိုပြီးမှအဲ့လေးများကိုလွယ်ပြီးတော့ကင်ပြီးတော့ပင်ညောင်မင်းစီကိုတဲ့တယ်လာတာမာနန္ဒီကလည်းဆိုလနန္ဒီကမြောက်ညီတော်တို့ကမိခင်အိုကြီးကိုတစ်တီးတွေဂယုတစိုက်ကျွေးပြီးတော့မှတစ်ပင်กว่าကြမိခင်ဦးကြီးကိုထားသူတို့ကြည့်နေလူတယောက်ကြားတာမြင်တော့လေးတွေလည်းကြိုက်နေတယ်နောက်ကျောမှာလည်းမြားတောက်လွယ်ထားတာတွေ့ရတော့အယံပုရိသောဤယောက်ျားသည်နောအမကံငါတို့ဤမာတရမိခင်ဦးကြီးကိုကိင်ဂရိတတိဘာများလုပ်လေမလဲဟိုလူတို့အမေဘာများလုပ်လဲဆိုပြတစ်ကိုင်းတစ်ခဲကိုယ်ပြီးတော့အခြေအနေကိုကြည့်အဲ့မှာမုတ်ဆိုးอ่ะတစ်ပင်ကြီးတော့ဆိုက်ဆိုက်မြဲမြဲဝင်ချလာပြီးတော့အပင်ချီကနေအပေါ်တောင်ကြည့်မြောက်ကြည့်မော့ကြည့်တော့အဲ့တစ်ပင်กว่าရမှာမြောက်ဥမာကြီးမြင်လိုက်တော့ဒီနေ့ကလေသားကောင်ဘာမှမရဘူးဆိုတော့မေငါအတုဆဟတကမဏိနလက်ကြည်တက်တက်ပြန်သွားခြင်းဖြင့်ကိမ္ပါကျိုးရှိမှတယ်လေအိမမကတိဟောဒီမြောက်ဥမာကြီးကိုဝိသေတဝပြစ်ပြီးတော့ခေတဝကမိတ္တမိယူဆောင်သွားတော့မယ်ဆိုရလက်ကြည်ပြန်တော့ဗိမလည်းအဲရောက်ကြည်မှမဟုတ်ဘူးတဲ့ငါကလေးနှစ်ယောက်ကလည်းရှိသေးဆိုရထူပါဦးတဲ့တွေ့တယ်ဒီမြောက်ဥမာကြီးပဲပြစ်တတ်ပြီးတော့ယူသွားမှာပဲဆိုအဲ့မှာလီးကိုဆွဲပြီးတော့တင်မြင်လိုက်ရတော့နောင်တော်ကြီးဖြစ်တဲ့မာနန္ဒီယရဲ့ရင်ထဲမှာထိတ်လန့်တုန်လှုပ်ပါသည်ဒါတသုလနန္ဒီယအိုညီငယ်သုလနန္ဒီယဧသောပုရိသောဟောလီရီမြရီကင်ထားတဲ့မုတ်ဆိုးဖြစ်တဲ့ယောက်ျားသည်နောအမကံငါတို့ဤမာတရမျက်မမြင်မိခင်ဦးကြီးကိုဝိဇိတုကမောပြစ်ခတ်ပြီးတော့တတ်ချင်နေတယ်ဧကံမုတ်ချငါတို့အမေကိုမြားနဲ့ပြစ်ခွင်းပြီးတော့တတ်တော့မေတာတသုလနန္ဒီယအိုညီငယ်သုလနန္ဒီယဟံငါသည်အတ္တတောအနန္တဂိုင်းဝင်မြင့်မို့တောင်းအိုမကကျူတဲ့ကျေးဇူးအရှင်အသက်ထက်မြတ်လို့ရတဲ့မိခင်ကြီးအားဇီဝိတဒါနံဇီဝိတဒါနကိုတတ္တမိငါပေးလူမေအသက်ထက်ရှင်မြတ်လို့ရသူဘုရားလောင်းသူတော်ကောင်းတွေဖို့မိဘဟာပိဋကကြီးသူတို့သက်ထက်တန်ဖိုးရှိတယ်မှန်ရလားသာတသုလနန္ဒီယဩချစ်ညီသုလနန္ဒီယဟံငါသည်အတ္တထိုကျေးဇူးအရှင်အတ္တချစ်မြတ်လို့ရတဲ့မိခင်ကြီးအားဇ
ဇီဝိတဒါနံဇီဝိတဒါနာကိုတတမိငါပေးလူမယ်တာတညီငယ်မမစ္စည်းနာငါတီလွန်သွားတဲ့နောက်မှာမာတရမိခင်အိုကြီးကိုပฏิစကေယတိညီငယ်ဂယုတစိုက်ပြုစုလုပ်ကြွေးရပါတဲ့အတက်နဲ့လဲပြီးတော့ကာဝယ်မယ်တဲ့မိခင်အတွက်အသက်ကိုပေးမယ်မိခင်အတွက်နောင်တော်ကြီးကဘာကိုပေးမယ်အသက်ထက်ချင်းမြန်လို့ရသူတော်ကောင်းများအံ့ဩဖို့အတူယူဖို့ကောင်းတာညီငယ်ပဲနောင်တော်ကြီးကွယ်လွန်သွားတဲ့နောက်မှာမာတရမိခင်ဦးကြီးကိုပြည့်စက်ခဲ့ရသည်ဂယုတစိုက်မင်းပြုစုလုပ်ကြွေးရပါဣတိဧကသောဝတ္တဝါပြောဆိုပြီးလျင်သာခန္ဓရာသိက္ခတိယတေကြမှနိခမိတဝါထွက်လာပြီးလျင်ပုံနေတဲ့တဲ့ခိုင်းသိက္ခတိကြားရသည်ရဲရဲဝွန့်ဝွန့်တခါလေမိခင်ကြီးရဲ့ရှေ့ကိုထွက်ချတာမဟာနန္ဒီယဘယ်သူပါလဲအံဘောပုရိသဩအမောင်းတဲ့အောက်ကလေးနဲ့ညောင်ဆွဲတင်ပြီးတော့မှမိခင်ကြီးကိုချိန်ရွယ်လိုက်တဲ့မုတ်ဆိုးကိုသူတောင်းပန်ပါတယ်အံဘောပရိသဩအမောင်းမေကျွန်ုပ်ဤမာတရမိခင်ဦးကြီးကိုမဝိစီမပြစ်ပါနဲ့ဗျာဧတာရိကျွန်ုပ်ရဲ့မိခင်ဦးကြီးဟာအန္တမျက်စိနှကွင်းလဲအလင်းမရရှာပါမိခင်အတွက်သူတောင်းပန်ပါတယ်ဧသာဤကျွန်ုပ်တို့ရဲ့မိခင်ဦးကြီးဟာအန္တမျက်စိနှကွင်းလဲအလင်းမရရှာပါဇရာတုပလတက်ရွယ်ယူရင်အိုမင်းလို့အာခွန်ပလာတွေလဲဆိုရုပ်နေပါပြီအယူဘောအေတဲလို့နေပါပြီအဟာကျွန်ုပ်သည်အတ္တတော်ကျေးဇူးအရှင်အသက်တချင်းမြတ်လို့ရတဲ့မိခင်ကြီးအားဇီဝိတဒါနန္ဒေမိအသက်ကိုပေးလူပါတယ်မိခင်အတွက်ဘာကိုပေးတယ်ဇီဝိတဒါနဇီဝိတဒါနာကိုဒီမိကျွန်ုပ်ပေးလို့ပါဤမေကျွန်ုပ်ဤမတရမိခင်အိုကြီးကိုမဝိဇ္ဇိမပြစ်ပါနဲ့မာတရံကျေးဇူးအရှင်သက်ထချစ်မြတ်လို့ရတဲ့မိခင်အိုကြီးကိုအမာရိတဝမတတ်မူ၍မံကျွန်ုပ်ကိုမာရိဟိတတ်လိုက်ပါကျွန်ုပ်မိခင်ကြီးဟာအယိုးပေါ်အရေးတဲနေပါပြီအသားလည်းမရှိတော့ပြီမြောက်ဥမာကြီးရဲ့အသားမချိုးနိုင်ပါဘူးမာတရံကျွန်ုပ်ရဲ့မိခင်ဦးကြီးကိုအမာရိတဝပြစ်ခတ်မတတ်မူ၍မံကျွန်ုပ်ကိုပဲမာရိဟိတတ်လိုက်ပါဆိုပြီးမှမိခင်ရှေ့ရတယ်ပြီးတော့မှကာကွယ်ပြီးတော့မှပေးပါလေကျွန်ုပ်အမိကိုမတတ်ပါနဲ့ကျွန်ုပ်တို့ကပြည့်ဖြိုးတဲ့အရွယ်ဆိုတော့ဟောဒီကျွန်ုပ်ရဲ့ပြည့်ဖြိုးတဲ့ဆိုပြည့်တဲ့လက်ဆက်တဲ့အသားအရည်ကိုသုံးဆောင်မှာမေကျွန်ုပ်၏အန္တမျက်စိနဲ့ကွယ်လင်းမြတဲ့မတရမိခင်အိုကြီးကိုတော့မာဝိစီမပြစ်ပါနဲ့ကျွန်တော်အသားကပြည့်ဖြိုးပါလေကျွန်ုပ်ရဲ့အသားကိုယူပါမိခင်အိုကိုမပြစ်ပါနဲ့အသက်ထက်ချစ်မြတ်လို့ရသူဘုရားအလောင်းသူတော်ကောင်းတွေဖို့မိခင်ဖခင်ကျေးဇူးရှင်ဆိုတာသူတို့အသက်ထက်တန်ဖိုးရှိတယ်မှန်ရလားအဲ့ဒီမှာမဟုတ်ဆိုရလဲဒါဖြင့်ကောင်းပြီတဲ့ဆိုဝန်ခံဂတိပေးပါတယ်ဟုတ်ပြီတဲ့နော်တင့်ကိုပြစ်ခတ်တာလို့ဒီနေ့သားကောင်တစ်ကောင်မှမရခဲ့ဘူးတဲ့တင့်အသားကိုရမယ်ဆိုရင်တင့်မိခင်မပြစ်ဘူးလို့ဂတိပေးတယ်မုတ်ဆိုးကမုတ်ဆိုးဂတိဆိုတော့ပေးတတ်ကြီးယုံရပါမလားမဟာနန္ဒီယောဖျားလောင်းပြတဲ့မဟာနန္ဒီယမြောင်မင်းသည်တတ္တပတိညာတတ္တထောမိခင်ကြီးအများနဲ့ချိန်ရထားတဲ့မုတ်ဆိုးဤပတိညာဝန်ခံဂရိကိုကေတဝါယူပြီးလျင်မုတ်ဆိုးเสียဂရိရပြီဆိုတော့
Tarata Pikame Mia Nithinatani Anipyeto Ayamat Nidiri Tiny Life Atanatani Pikame Mia Anina Mayinwago Kopiroma Nidiri Tiny Life Garile Yago Dafi Pipa Migin Shia Yin Kopiro Kagwe Piroma Atako Piluri Migin Adwepago Pire Adete Chimyano Yadu Genoya Migin Ujiha Geno Dwe Tete Chimyano Yare Jesu Shim Chepa E Geno Koda Pika Tapa Geno Ye Atarigo Satao Dong Samba Yin Kole Pilayo Nikaruniko Tanakaruna Lawa Kimereto Tomo Sudi Matatampia Lama Nandia Miao Mingo Wizitawa Pikayue In what day Chibiwa A say Lure Yani Pikachida Baditawa Auto Jala di Shido Pialo Miao Ming Auto Pokanesu Puk Jala The Laune Matinti Toto Yes Janjo de Mosudi Adatopia Lomio Migi Madarambi Migin Uji Gulebe Wizidum Yika Tapja Jenga Puna Nauta Davanda No Lego Tanashi Sweating like bee Tuba Ti Yauto Maide the Kare Piki Judama Nauta Leo Nyatati Swelle Tin like yo Tekate Dejama Ponque Nere Ninge Sula Nandia Yenema Don't look Chow Chashadi Nikaruniko Tanakaruna Kimelondo Kakalo Katanondo Bruto Janjo Yeselondo Ayamburido Imo Subjite Yaujadi Binga E Madarambi Migin Uyigo Leve Wizitu Kamo Pika Tapsha Chindivyambi Sopima Idani Gujinga Kalamyu Mahambinga Leve Atato Jesu Ashantata Chimyano Yare Migin Uyiga Siwita Danandata Atako Pime Migin Adwe Ngalebe Bago Pime Atete Chimyano Yadu Iti Igezo Takandara Tikete Yadijama Nikmida Watwaketi Pye Pitobe Swechina Shitty Migin Shiga Yalakbare Ambopurita O Amone Mejano Imadara Migin Uyu Ma Wazi Mapipa Nelabia Ida Migin Ujidi Anda Miasi Nakwile Alimaya Shava Sara Dobla the Yoye Umilu Akomalari Le Piopiro Yoni Wabi Ati Samawati Tachino Yamigin Ujiha Ayubo Ayetelo Atale Meshirovi Mikin Igu Mapipane Tayaklive Atashim Shim Janu Migin Adwe Atako Pime Migin Adwe Pago Pime Atato Jesu Ashanta Tachimyano Yare Migin Uji Ahajano Dizivida Danam Datami Atako Pime Don Dendi Majanugo Marito Watapshati Pshayue Dwe Ubo Badiki Ami Ubo Badiki Janoru Nino Nagongo Gahedawa Yusambiro Amagan Janoto Yamadu Migenji Sivida Danandihi Ate Chandaya Piro Muba Janogu Pipa Janoko Pipiro
ကျွန်ုပ်ရဲ့အကိုလည်းပဲသင်ရဲ့ရှေ့မောက်မှာသွေးရဲနဲ့မြေမှာလဲနေပါပြီကျွန်ုပ်မိခင်ကြီးတရက်ကလေးပဲအသက်ရှင်ပါစေကျွန်ုပ်မိခင်ကိုတော့မပြစ်ပါနဲ့ကျွန်တော်ကိုလည်းပြစ်ပါကျွန်တော်အသားကလည်းပဲချိုးပါလေကျွန်တော်မိခင်ကြီးပါတော့အယိုးပေါ်အရေးတဲနေလို့အသားလည်းမရှိတော့ပါပြီတောင်းပန်ပါတယ်ကောင်းပြီတဲ့မုတ်ဆိုးဟာဒုတိယတည်းကတိပေးပြီးတော့ညဆွဲပြီးရက်ဆက်ဆူလာနန္ဒီယာကိုပြစ်ချပြန်တယ်ရင်ဝတဲ့ချိန်ပြီးတော့ပြစ်ချလိုက်တာသူ့အကူဘေးနာမှာဖုတ်ခနဲဆိုပြုတ်ကြတယ်ညီနောင်နှစ်ကောင်သေပွဲဝင်ပြီးမိခင်အတွက်အသက်ကိုစွန့်ကြသည်ဘသူအတွက်အသက်ကိုစွန့်နေအသက်ထက်ချစ်မြတ်နိုးရသူဘုရားအလောင်းသူတော်ကောင်းတို့ရဲ့နှလုံးသားမှာမိဘကိုမြတ်နိုးတဲ့အတိတရားဟာမကြီးမားဘူးလားအတုယူဖို့ကမကောင်းဘူးလားအသက်ထက်ချစ်မြတ်နိုးရသူအဲ့ညီတော်နှကောင်လည်းပြစ်တတ်ပြီးတော့မုတ်ဆိုးကမြောက်ဥမာကြီးကိုကြည့်တယ်ဘော့ကြည့်တယ်တစ်ခွာကြကွာကြတစ်ပင်ကွာကြမြောက်ဥမာကြီးကိုကြည့်ပြီးတော့မှအယံမဂတိဟောဒီမြောက်ဥမာကြီးသည်ကရေငါအိမ်၌တာရကနံငါရဲ့ကလေးသူငယ်သားသမီးတို့အတွေ့ဘဝိတတိဖြစ်ပေလိမ့်မည်ဒီမြောက်ဥမာကြီးလေငါကလေးနှစ်ယောက်အတွက်တော့လုံလောက်တယ်ဆိုပြီးမှတခါတည်းအဲ့ဒီမိခင်မြောက်ဥမာကြီးကိုရင်ဝတဲ့ချိန်ပြီးတော့မှအစိတ်လူများနဲ့ပြစ်ချတာဖုတ်ခနဲဆိုတစ်ပင်กว่าကြသာနှစ်ယောက်ရဲ့ဘေးနာမှာသွေးရဲနဲ့သေပွဲဝင်ရှာသည်မုတ်ဆိုးမရက်ဆက်ဘူးလားရက်ဆက်သလားကခလောခက်ထန်လွန်တဲ့သူဖရုသောကြံကြုတ်ရက်ဆက်သူနေကာရုဏိကောတနာကရုဏာကင်းမဲ့တဲ့သူဘသူအလောင်းထင်တော့ရက်ဆက်အဲ့မှာပြတဲ့ကြီးသားမိသုံးကောင်လုံးကိုပြစ်ချပြီးတော့မှကျိုးနဲ့ခါတဲ့ခြေတော်နှစ်ချောင်းတွေကိုအကုန်လုံးတွဲပြီးတော့ခြေပြီးမှမာနန္ဒိယကိုခြေတော်နှစ်ချောင်းခြေခပ်ပိန်ပြီးမြောက်ဥမာကြီးနဲ့သုလနန္ဒိယတခါတွဲခြေထမ်းပိုးနဲ့အလဲကနေထမ်းပြီးမှရွာပြန်ချလာရွာပြန်ချလာအဲ့ဒီမှာပိဿကျူသူလဲရွာတကားလေဝင်လဲဝင်ရောမိုးလီဖွဲကြလာပြီးမှချင်းနဲ့အတန်ကြီးနဲ့မုတ်ဆိုးရဲ့အိမ်မိုးကြိုထစ်ပြီးတော့လောင်မီကြတယ်မုတ်ဆိုးအိမ်မိုးကြိုပြစ်ပြီးပါဖြစ်သွားလောင်မီကြတယ်တဲ့ပိဿကြည့်လို့ဘေးကအိမ်တွေအကောင်လုံးတရွာလုံးဟာတုံလုတ်ချောက်ချသွားတယ်ပြင်းထန်တဲ့မိုးကြိုပြစ်တန်ကြီးနဲ့မုတ်ဆိုးအိမ်ခေါင်မှာလောင်မီးကြပြီးတော့အကုန်လုံးသူ့မိန်းမရောသူ့ကလေးနှစ်ယောက်ကိုအိမ်လုံးပိဿကြည့်မီးလောင်ပြီးတော့ပြာကျသွားတယ်အဲဝါရန်လေးတွေနဲ့တိုင်နေပဲထီထီကြီးရကြခဲ့အဲ့မှာရွာတဲ့လူတယောက်ကသူ့အိမ်နာလူတယောက်ကတုံလို့ခြောက်ချားစွာနဲ့ရွာလန်းတိုင်ထွက်လာတဲ့အခါမှာမုတ်ဆိုးလေတွေ့ရောအဲ့ဒီမုတ်ဆိုးရဲ့အိမ်ကြောင်းကိုပြောပြတာအခုနတုံလို့ခြောက်ချားပွဲတန်ကြီးကြားလိုက်တယ်ကိုလားကြားတယ်ဘာဖြစ်လို့လဲတင့်အိမ်မိုးကြိုပြစ်ပြီးတော့လောင်မီးကြပြီတဲ့တင့်မိမကိုတင့်ကလေးနှစ်ယောက်လုံးကိုမီးလောင်ကျွမ်း၍သွားကြပြီဒီအဖြစ်ပြက်လဲပြောပြလိုက်ကောနေကာရုဏိကောသနာကရုဏာကင်းမဲ့လွန်သောကခလခက်ထန်လွန်သောဘုရုသောကြံကြုတ်ရက်ဆက်လွန်သော
သောထောတာမိသုံးကောင်ကိုရဲရဲဆက်ဆက်ပြစ်ခတ်တတ်ခဲ့တဲ့မုတ်ဆိုးသည်ပုဒ္ဒဒါရသောကေနတာမယရုတိဆုံးတဲ့အတွက်စိတ်ထဲမှာဖြစ်ပေါ်တဲ့သောကဖြင့်အဘိဗုဒ္ဓောလွန်မို့နှိမ့်ဆက်ခံရသည်ဖြစ်၍တသမိယဝထာနေထိုရာရကမပင်လင်မန္တကာစဉ်စာတာမေသုံးကောင်ကိုထမ်းလာတဲ့ထမ်းမိုးကို၎င်းတဏုံစလေးကို၎င်းစတ္တတဝါစွန့်ပြစ်လိုက်သည်ဖြစ်၍မရလဲသိသားလဲသိသမီးလဲမီးလောင်လို့သေပြီလို့လဲကြားလိုက်အောင်ထမ်းလာတဲ့အဲ့ဒီတာမေသုံးကောင်ထမ်းလာတဲ့ထမ်းမိုးကြီးကိုရောင်ရောင်မမနဲ့ပြစ်ချဝဋ္ဌံအဝတ်ကိုလည်းပဲပဟာယချွတ်ပြီးတော့ပဲစွန့်လိုက်သည်ဖြစ်၍စိတ်သောကဖိစီပြီးမှနေကောအဝမစီကိုလုံးသည်ဖြစ်၍အဝမဝတ်နိုင်တော့အောင်သောကမီလောင်ပြီးမုတ်ဆိုးရင်လည်းဗာမီလောင်ပြီးဩထာဝတ္တေကိုပဟာယချွတ်ပြီးတော့စွန့်ပစ်လိုက်သည်ဖြစ်၍နေကဝမစီကိုလုံးဒီဟုတ်တော်ဝါဖြစ်၍ဘာဟာလက်မောင်းတော်ကိုပက္ခရှာမြောက်ပြီးလျင်ရောဒမာနောငိုကြွေးမြည်တမ်းသည်ဖြစ်၍ငါသားကလေးသေပြီငါသမီးလည်းသေပြီငါရဲ့ဇနီးမယားလည်းသေဆုံးရရှာပြီသွေးယူသွေးတိုင်းနဲ့အဲ့မှာအဝတ်မပါဘူးလီရောအကုန်လုံးသားမိသုံးကောင်ရောပြစ်ခဲ့ပြီအဝတ်တည်လည်းချွတ်ပြစ်ခဲ့ပြီးမှတောကမီတွေလောင်မြိုက်ပြီးလက်မြောက်ပြောက်ပြီးတော့အောငိုပြီးတော့သူ့အိမ်ဝိုင်းထဲကိုပြေးဝင်သွားတာသူလည်းအဲ့ဒီကလေးနှစ်ယောက်နဲ့ဇနီးရဲ့အလောင်းကိုရှာမလို့ဆိုအိမ်နီးလေကတ်လိုက်ရောပေးတတ်ကြီးလောင်မီးကြထားတဲ့အခုနကထိုးထိုးထောင်ထောင်ကြံရက်ခဲ့တဲ့ခေါင်တိုင်ကြီးကသူ့ပေါ်ခေါင်းမောင်တဲ့ပြုတ်ကြဒီသံပိန်ဒီဥကောင်ကွယ်ရှာပြီးဝတ်ဆိုတာမုတ်ဆိုးခေါင်းမောင်ကိုအဲ့ခေါင်တိုင်ကြီးကတခါတည်းပဲလဲကြပြီးမှခေါင်းလဲကွဲသွားပထဝီမဟာပရဝီမြေကြီးသည်ဝိဝရံအတ္တသည်ဟင်းလင်းခွဲ၍ဆွဲမျိုးပြီးသူ့အောက်ကမြေကြီးကဖက်ခနဲ့ကွဲပြီးမှခြေတော်တစ်ဖက်ကိုဆွဲမျိုးလိုက်ပြီးဝတ်ဆိုတာအပြစ်ပါလေအဝိဇိတောဝိဇိငရဲမှဇာလာငရဲမီလျံတို့သည်ဥထဟိတက်လာပြီမြေကြီးအခနဲ့ကွဲပြီးတော့ငရဲမီလျံတက်လာပြီးတော့မုတ်ဆိုးရဲ့တကူလုံးကိုလောင်မြိုက်ပြီးဝတ်ဆိုတာအဲ့ဒီမှာမဟာပတ္ထဝီမြေကြီးကလည်းတစ်ချေမုတ်ဆိုးမြို့ချသွားတရွေ့မြုပ်ပြီးတော့ပူလောင်မှုပြင်းစွာခံစားရရင်းနဲ့ယံကနိမဆရာသမားဆုံးမတဲ့စကားတွေဥမတတိယသည်နောင်တဘေမယသည်သူဆရာပြောတဲ့စကားတွေစိတ်ကအဲ့ဒီကြမှာတတိယဧမံကာရဏဟောဒီလိုအဖြစ်ဆိုကိုဒိဋ္ဌဝါသိမြင်သည်ဖြစ်၍မင်္ဂဣပါမောက္ခောအာစရိယောပါမောက္ခဆရာကြီးသည်မေရှံငါဩဝါဒဆုံးမကိုအတ္တတိပိခဲ့တာပဲဖြစ်မယ်လို့ဆိုတဖြည်းဖြည်းငရဲမိရတဲ့ကိုလုံးလောင်ကျွမ်းပြီးမိကြီးဖြည်းဖြည်းမျိုးအဲ့ဒီချိန်မှာသူ့ဆရာရဲ့အဆုံးအမမျက်ရည်တွေကြာအော်ဟစ်ရင်းနဲ့နားရဲမှာပြန်ပြီးတော့ကြားရအောင်သုလာဒါတဩချစ်တပိတွန်တင်သည်ကကလောခက်ထန်လုံးနဲ့ပရုသောကြံကြုတ်ရစေလွန်လာတယ်သာတိကိုစိတ်လက်မှန်ပါပြုတတ်တယ်ချစ်တပိအဲ့ဒီအကျင့်တွေမင်းဖြောက်ပါတွန်တင်သည်ကကလောခက်ထန်သောသူသည်ပရုသောကြံကြုတ်ရစေသူသည်မဟောဟိမဖြစ်လေနဲ့ချစ်တပိမင်းစိတ်ကမြန်လွန်နေ
ဖရာရဲ့ဆုံးမစကားတွေရှင်မြတ်ကြားပြီးနောင်တမီတွေလောင်မြတ်ပြီးဗာမီလောင်မာလိမ့်မြတ်မိုးတဲ့သူတရားနာရဲမှာဆရာကြီးဆုံးမလိုက်တဲ့စကားတွေပဲတင်ထညံလာသည်တာတာဩချစ်တပိပိစ္ဆန္နုတပကရဏံနောင်တတပံပူပန်ခြင်းရဲ့ကြောင့်ဖြစ်တဲ့ပါပမကောင်းမှုကိုမာကရိမင်းမလုံလေနဲ့မကောင်းမှုတွေမလုံနဲ့ဘာတွေမလုံနဲ့အယံတန်တင်ဒီပစ္ဆာနောသောကာလရောက်မှကတံမိမိလှုပ်ထားတဲ့မကောင်းမှုကိုတပေပြန်ပြီးတော့ပူလောင်နေရမယ်လို့ဆရာကဆုံးမတဲ့အတန်လေးနာရဲမှာပဲ့တင်ထလာသည်တဖြည်းဖြည်းနဲ့မြေကြီးကလည်းရဲခါတယ်မိခင်မြောက်ဖို့ငရဲမင်းညံတွေကဒီကိုလုံးဟပ်ပြီးပါဆွဲပြီးတော့အစိတ်မျိုးသွားနေတာမုတ်ဆိုးပါမျိုးပါလေသာမရောက်ရဲ့ဆရာသမားဆုံးမလိုက်တဲ့စကားတွေမျက်ရည်တွေ့ကြပြီးတော့ဘူလံမှုရိခံစားရင်းနဲ့ကြာရောက်နေသည်နောင်တဘေမရခလောခက်ထံလုံးနဲ့သူယာနိကရောတိပုရိသောဒါနိအတ္တနိပတ္တိကလျာဏကာရိကလျာဏံပပကာရိသာပပကံယာတိတံဝပတိပိဇံဒါတိတံဟရတိဖလံပြန်ကနေသူ့ဆရာဆုံးမလိုက်တဲ့စကားတွေတခွန်ချင်းတတွဲနားရဲမှာပဲ့တင်ထတာတာတာဩချစ်တပိယောပုရိသောအကျဉ်ယုံမာတဲ့ယောက်ျားသည်ယာနိအကျဉ်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့မကောင်းမှုတို့ကိုကရောတိယုံမာတဲ့စိတ်ထားနဲ့ပြုလုပ်မိပေ၏တာနိတောမိမိပြုလုပ်ထားတဲ့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တပ်ပြတ်မှုမတရားယူမှုအစရှိတဲ့မကောင်းမှုတို့သည်အတ္တနိမိမိရဲ့ကောမပတ္တိပူလောင်ပြင်းစွာနဲ့ဆိုးကျိုးတွေခံစားရတဲ့ကကိုယ်ခန္ဓာမှာပဲပြန်ပြီးတော့ထင်မြင်လာတယ်။မိုးကြိုးပြစ်ပေးပါဘသူမပြုလောင်ပြီးကိုပြုတဲ့ကာယကံတွေကချစ်တပိတနေ့ကိုထံပြန်လာလိမ့်မယ်။သူများပေါ်မှာနှုတ်ထွက်ကြံခဲ့တဲ့ကိုယ်ဝစီကံဒီမဟုတ်မတရားဆွဆွဲခဲ့တဲ့ဝစီကံဒီဝစီဒုစရိုက်တွေကလည်းကိုယ်စီမှာဆိုးကျိုးဖြစ်နေပြန်လာလိမ့်မယ်ကိုယ်ဝစီကံကိုယ်စီပြန်လာမယ်သူတစ်ပါးပေါ်မှာမနောပုတ်ခဲ့တဲ့သဘောယုတ်ဒီကိုမနောကံကကိုယ်သဘောတိုင်းပြန်လာလိမ့်မယ်ဆရာကသူ့ကိုပြန်ကဆုံးမတယ်ဩဝါဒအတန်နေနာရဲမှာပဲ့တင်ထလာသည်တာတာဩချစ်တပိကလျာဏကာရီမိမိသူတစ်ပါးနှဥသာကျိုးရှိတဲ့ကောင်းမှုတွေပြုလုပ်လေရှိတဲ့သူသည်ကလျာဏကောင်းသောကျိုးကိုအနုဘောတိခံစားရသည်ကောင်းတာပြုလောင်ကောင်းကျိုးရသည်ပြန်ကနေဆရာဆုံးပါလားကောင်းတာပြုရင်နေကာရုဏိကောသနာပါပကာရီတပ်ပြတ်မှုရက်စက်မှုညှင်းဆဲမှုမတရားယူမှုစတဲ့မကောင်းမှုတွေပြုလုပ်လေရှိတဲ့သူသည်ပါပကံနောက်တစ်ချိန်မှာဆိုးရွားတဲ့ရုပ်မာတဲ့ဖလံကျိုးကိုအနုဘောတိခံစားရသည်မကောင်းတာလုပ်ရင်အဘိဗုဒ္ဓောမကောင်းကျိုးရမည်ကောင်းတာလုံးမှတသမေဝသံတေထူရကောင်းကျိုးရမည်မကောင်းတာလုံးရင်သုံးမကိုထမ်းလာတဲ့ထမ်းဖို့ကို၎င်းသမုံစလေးဒါတာကိုချစ်တပိယာတိတံခြင်းကဲ့သို့သဘောရှိသောဘီဇံမျိုးစေ့ကိုဝပတေစိုက်ပျိုး၏တာရိတံတို့မိမိစိုက်ပျိုးတဲ့မျိုးစေ့နဲ့လျော်ညီတဲ့ဖလံအသီးကိုဟရတေရယူခံစားရသည်ရောင်ရောင်မမနဲ့ဓမ္မာတိစိုက်ရင်အဝတ်ကိုလည်းပဲဓမ္မာပင်ပေါက်မည်ဓမ္မာပင်ငါပါသည်ပဲသိမည်စိတ်သောကဖြစ်စီသိမည်တရက်စေကိုစိုက်ရင်ကိုလုံးတ
တရက်ပင်ပေါက်မီတရက်ပင်ငါပါတိဝတိမီလောင်သည်မုတ်ကိုပြုသည်ကံကိုယ်စီပြန်မဲ့တဲ့ကောင်းမှုမျိုးစေ့ကိုစိုက်ပျိုးရင်ကောင်းပင်ပေါက်လိမ့်မည်ကောင်းပင်ပေါက်ရင်ကောင်းသည်စာရမည်ဟဲ့လားမကောင်းတဲ့အကုသိုလ်မျိုးစေ့ကိုစိုက်ရင်အကုသိုလ်မကောင်းပင်ပေါက်မည်အကုသိုလ်မကောင်းပင်ကဘာသည်တည်ဒီကိကြီးတရခလေးအသက်ရှိပါစေဆိုပြီးမှညီနောင်နှစ်ကောင်ဟာအသက်ကိုစော့နာမို့လားအသက်တဲ့ရှင်မြတ်နိုးရဆိုတာဘသူနဲ့ဘသူအဲ့ဒီသူများပေါ်မှာရက်စိတ်ကြမ်းကြုတ်ပါလုတ်ခဲ့တယ်မကောင်းမှုအကုသိုလ်မျိုးစေ့ကလေးနှစ်ယောက်နဲ့အဲ့ဒီသူများပေါ်မှာရက်စိတ်ကြမ်းကြုတ်သွားလုတ်ခဲ့တယ်မကောင်းမှုအကုသိုလ်မျိုးစေ့ကိုစိုက်တယ်အဲ့တော့မကောင်းကျိုးအသီးတွေပြန်မရဘူးလားအခုဘယ်ကြသွားတော့အဲ့ဒီမှာပိဿခြေသူကြီးမြတ်စွာဘုရားကလှုပ်ချီးပြီးတော့အတိတ်ဆံကြောင့်နာယူနေကြတဲ့တပိယံနေဇပ်ပေါင်းပြီးပြပါတယ်ရန်တော်ရဒေဝရရက်ဆက်တဲ့ကျမ်းကျုပ်တဲ့တနာကရုဏာကင်းမဲ့တဲ့မြတ်စွာဘုရားကိုတောင်းမှလေးသမားတွေလော့ပြီးတတ်ခိုင်းတဲ့ကြောက်ကုန်းနဲ့လိတ်ချတဲ့နာလာဂီရိစင်ကြီးကိုအရက်တွေပူအောင်တိုက်သင်းတတ်ဖို့ကြံစီတယ်ဒေဝတ္တောဒေဝတ္တိကခလောခတ်ထံလုံးနဲ့ဘုရောကျမ်းကျုပ်ရက်စလုံးရဲ့တရားတော်မှာဒီလိုပြောနေကြတော့ဘုရားရောက်လာတာဟုတ်လားတက်လာပြီအဲ့မှာမြတ်စွာဘုရားကဘိက္ခဝေယံတော်များအိုချက်သားတို့ဣတိဧကတုဒီဝတ္တောဒီဝတ္တိဣဒနေဝဒီဘဝမှာပဲကကလောခတ်ထံသည်ပရောတကျမ်းကျုပ်သည်နေကာရုဏီကောတနာကရုဏာကင်းမဲ့သူသည်နာဟောတိဖြစ်သည်မဟုတ်သည်ဒီဘဝမှာသာဒီဝတ္တရဲ့စိတ်ဓာတ်ကခက်ထန်မျိုးချရက်ဆက်ရုပ်ပါမဟုတ်ဘူးပုဗ္ဗေပိရှေယကေနုလာလည်းပဲဧဝံဤကသို့ဒေဝတ္တောဒေဝတ္တိကကလောခက်ထန်သည်ပရောတကျမ်းကျုပ်ရက်ဆက်သည်နေကာရုဏီကောယေဝတနာကရုဏာကင်းမဲ့သည်သာလင်ဟောတိဖြစ်ခဲ့လေပြီဣတိဤကသို့ဝတ္တဝမိန်ကြတော်မူပြီးလျံရန်တော်တွေကိုအဲ့ဒီမြတ်စွာဘုရားကဇပ်ပေါင်းပြသည်ပါပေါင်းပြဘိက္ခဝေယံတော်မြတ်အိုချစ်သားတော်တရားထိုကာလစီတုန်းကလောတကပုရိသောမုတ်ဆိုးဖြစ်တဲ့ယောက်ျားသည်ဒေဝတ္တောဒေဝတ္တိအဟောတိဖြစ်ခဲ့လေပြီမုတ်ဆိုးကဘသူဖြစ်လာတယ်ဒေဝရဖြစ်လာတယ်တဲ့မာတာမိခင်ကတော့မာပဇာပတိဂေါတမိမိတွေတော်ဂေါတမိဖြစ်လာတယ်မိခင်ဖြစ်တဲ့မြောက်ကိုမာကြီးကဘသူဖြစ်လာတယ်ဒီတပမခောအာစရိယောမုတ်ဆိုးရဲ့ဆရာဒီတပမောက္ခဆရာကြီးကတော့သာရိပုတ္တရာသာရိပုတ္တရာဒီတပမောက္ခဆရာကြီးကဘသူဖြစ်လာတယ်သုလနန္တိယောအသက်တချင်းမြတ်လို့ရတဲ့မိခင်အတွက်အသက်ကိုဆွန့်သွားတဲ့ညီငယ်သုလနန္တိယမြောက်ကတော့ဣဒံဒီအခုချိန်ကမှာအာနန္ဒောညီတော်အာနန္ဒာဖြစ်လာတယ်သုလနန္တိယမြောင်မင်းကဘသူဖြစ်လာတယ်တာဩจิตတိမဟာနန္ဒီယောပနာမိခင်အတွက်အသက်ကိုဆွန့်ပြီးတော့အသက်ထမိခင်ကိုချစ်မြတ်လို့ရတဲ့မာနန္ဒီယမြောင်မင်းဆိုတာကတော့အာဟမေဝငါဘုရားကိုယ်တိုင်ဟောသိဖြစ်ခဲ့ပါတယ်လို့တတ္တနတ်လူတို့ဆရာဘုရားရှင်ကိုရောမြတ်ကြည်သည်ဇာတကံဇတ်တော်ကိုသမောရာလေးတိကောင်းစွာမသွေပေါင်း၍ပြတော်မူလိုက်ပါပေတည်းအာရေမပဲ့တင်ထလာသည်တစ်ဖြည်းဖြည်းနဲ့ရည်ကြီးတော့လေယေဖယားအလောင်းသူတော်ကောင်းတို့အတွက်တော်အသက်ထ
ရှင်မြတ်လို့ရသူတွေဟာဘသူနဲ့ဘသူ ဘုရားတမဆုံးမလိုက်တဲ့စကားတွေမြဲတွေကြပြီးတော့ ဘုရားဘာသာ ဘုလံမှုရိခံစား ဒီညီနောင်မြောက်နှကောင်သက်နဲ့တည်းဒီမချစ်နိုင်နေပါမသေးခင်လေးမိဘနှစ်ပါးမျက်ရည်ကြီးငယ်ကြရအောင်ဒုက္ခမပြီးပုရိသောတာနိမလားပခုံးပေါ်မှာတစ်သက်လုံးထမ်းပြီးတော့ပြုစုလုပ်ကျွေးအိုက်ပေါ်ရေးထိုးပြီးပေတာကြီးကျင်ကြီးခြင်းရဲ့ပခုံးပေါ်စောက်ခိုင်းဘယ်လောက်ပြုစုလုပ်ကျွေးတာတောင်မိဘကျေးဇူးကြီးတဲ့လားမကြည်နိုင်ဘူးတဲ့ကြည်အောင်ဆက်ချင်တော့တရားနဲ့ဆက်မှကြည်မယ်ဒါဒီပါကျေးဇူးဘာနဲ့ဆက်မှကြည် ယောပုရိသအကျဉ်ယုံမာရဲ့ယောက်ျား ကျမ်းဂန်မှာဘုရားပြတဲ့ပြည့်စုံပြောဒီမာဘူမိဆိုတဲ့ယရနာတွေအကိုကရောတိယုံမာရဲ့စိတ်ထားနဲ့ပြုလုပ်မိပေ၏စัจ जा မိရာမိမိပြုလုပ်ထားတဲ့မိဘနှစ်ပါးကျေးဇူးဆက်တာတော့ရှိတဲ့လားတပြတ်မှုမတရားယူမှုအစရှိမကြည်နိုင်ဘူးတဲ့ကြည်အောင်ဆက်ချင်အတ္တနိမိမိရဲ့တရားမရှိတဲ့ဒီပါဘူလောင်ပြင်းစွာနဲ့တရားကိုလေးဆိုကြိုးတွေခံစားရတဲ့ကကိုယ်တရားဝါဒနာမပါတဲ့မိဘကိုတရားဝါဒနာပါလာအောင်ဆက်ဆောင်တော့ဘုရားအကြောင်းလေးနာရဟုတ်တယ်မို့လားတရားစကားပို့ပြီးတရားအကာယကအကြောင်းမသိဘူးလားသံဃာတော်ရဲ့အဆုံးအမကိုရယူနိုင်အောင်ယရနာသုံးပါးကြီးညိုတတ်အောင်တရားတရားမရှိတဲ့မိဘတရားတရားရှိအောင်လုပ်ပေးရင်ပါသတ္တကိုယ်စီမှာဆိုးကြိုးဖြစ်နေဒုတ်တိသီလသမ္မာရသီလမရှိတဲ့မိဘသီလရှိအောင်ဥပုပ်ကြောင်းပို့လေဟုတ်ပလားသူရဘာတချို့မိဘတွေကဘုရားတရားနဲ့ဘလောက်ဝေးလို့ခါကြီးရဲ့ကြည်တော်ဥပုပ်ဆောင်အောင်မှာကိုယ်သဘောတိုင်းလေတို့ငေါ့ကြောင်းဘာမှမကူတဲ့အိမ်မှုကိစ္စကျွန်တော်တို့တောင်းထားကျမတို့တောင်းထားကိုနောက်ပါအောင်ဥပုပ်ကိစ္စသီလထုတ်လေးကိုနောက်ယူသီလရှိအောင်လုပ်ပေးပါစေကလျာဏကာရီမစ္ဆေသုရမနဥဒာကျိုးရှိတဲ့ကောင်းမှုတွေပြုလုပ်လေရှိတယ်ရမတန်ရတဲ့မိဘကလျာဏကောင်းသောနောက်ရေးတွေးပူပြီးတော့ရှိတာလေးထုတ်ကလေးရောမှာအမေဒါလေးကောင်းတာအဖေဒါလေးလူရလူဆိုကောင်းကိုလုံအားကလည်းနေပြီးတော့ဉာဏ်ကနေမိဘကိုလူနိုင်တန်းကောင်းစာကရှိအောင်လုပ်ပေးရင်ပါသတ်တာပါပါအကောင်းဆုံးကျေးဇူးဆက်တာပညာနဲ့ကျေးဇူးဆက်တာဘာနဲ့ကျေးဇူးဆက်ပါပကံပညာနဲ့ကျေးဇူးဆက်ဆိုရွာတဲ့ရုပ်မာတဲ့ဖလံကျိုးအလိုဘောတိမေရောမာယာဘဝသုတိပြီးတော့မကောင်းတာသုတိတာနတ်ပြည်ပါတန်တုတိတာနတ်ဖြစ်သွားမေရောမိနာလုံးဝါတွင်သုံးတာခொနဝါမြောက်မှာဗိဓမာကောင်းကျိုးရမည်မကောင်းတာလုပ်ရင်ဘုရားအောင်ဉာဏ်ပညာအကြီးဆုံးကြီးရှင်သာရိပုတ္တရာကဲ့သို့သဘောရှိသောသွေးအံယောဂါရနေတဲ့ကြားကမိစ္ဆာဒိဋ္ဌိအယူမှားတဲ့ရောက်နေတဲ့မိခင်ကြီးကိုသွေးအံယောဂါရတဲ့ကြားကတညလုံးတရားဓမ္မဟောပြီးတော့ဘာနဲ့ကျေးဇူးဓမ္မသီဆိုင်ရင်ဓမ္မအဲ့တော့ဘေးတိုင်ဓမ္မပင်ငါမိဘအဲ့ဒီကျေးဇူးတိတိကျေးဇူးတုံ့ဆက်ရသာသမီးတွေကိုပညာရှိသူတော်ကောင်းတွေချက်ချင်းလက်ရင်းဒီဘဝမှာရှိမွမ်းသလားကဲ့ရသလားအဲ့လိုမိဘကျေးဇူးသိပြီးတော့ဘုရားအလောင်းသူတော်ကောင်းတို့လမ်းစဉ်တိုင်းကိုယ်စီကျေးဇူးပြုကျေးဇူးလုပ်ပြီးကျေးဇူးဆက်တဲ့သာသမီးများပြီးပြီးအပေလေးပါးကြမှာနတ်ပြည်တက်ပါလားမှန်လားကိုင်းစရောင်ကပေးတတ်တယ်အကုသိုလ်မျိုးစေ့ကိုဆက်တဲ့ချင်တော်လားအကုသိုလ်မကောင်းပင်ပေါက်သည်အကုသိုလ်မကောင်းပင်ကဘသူကိုပြုစုလှုပ်ကြွေးကလေးအသက်ရှိပါစေဆိုပြီးမှအောက်သွားရင်တော့စော်ကားပေါ့မူးမူးနဲ့ရမ်းပေါ့လွယ်ပါတယ်ရောက်ပါလိမ့်မယ်သဘောပေါက်ကြရဲ့လားအသက်ထဲရှင်ပြန်လို့ရသူဟာဘသူနဲ့ဘသူအဲ့ဒီသူများပေါ့ယောမေသောခြင်းသိလိမဉ္ဇဉ်ပညာနှင့်ပြည့်စုံသည့်သာကောင်းသမီးကောင်းယရနာသည်
မာတရဝမြင့်မို့တောင်ဥမကကျူသည်ကျေးဇူးအရှင်မွေးမိခင်ကို၎င်းပေတရဝမြင့်မို့တောင်ဥမကကျူသည်ကျွေးသဖခင်ကျေးဇူးရှင်ကို၎င်းဓမ္မေနတရားသဖြင့်ဘောတတိပြုစုလို့ကျွေးမွေးမြူပေ၏နန္တောမိဘနှစ်ပါးကိုတရားနဲ့အညီပြုစုလို့ကျွေးမွေးမြူတဲ့သာလိမ္မာသမီးလိမ္မာမျိုးကိုဣတိဝမြင့်မြင့်ပစ္စကဤဘဝမှာပင်လျင်ပန္တိတာဘုရားသာသပညာရှိသူတော်ကောင်းများသည်အတန္တန်တိလိမ္မာပေစွာလိမ္မာပါတော်ပါပေစွာဟုချီးမွမ်းတော်မူကြပါပေကုန်၏သောတော်မိဘနှစ်ပါးကိုဘုရားဟောပြတဲ့တရားဓမ္မနဲ့အညီကောင်းမွန်စွာပြုစုလို့တွေ့တဲ့သာလိမ္မာသမီးလိမ္မာသည်ပစ္စတိလွန်ပြီးသည်မှနောက်ကာလ၌တက်ဂီနတ်တော်ပြောရာနတ်ပြည်၌ဘာမောရတိအတွေ့ပြောပြောနှင့်မွေလျော်ကြီးမွေလျော်ရပါပေတည်းပရတကျမ်းကျုပ်သည်နေကာရုဏီကောသနာကရုဏာကင်းမဲ့သူဒီနာဟောတိဖြစ်သည်အသက်ထဲချစ်မြတ်လို့ရသူဆိုတဲ့ဒီတရားနာကြားကြရတဲ့သူသဖြင့်မျိုးဆက်တင့်မြတ်မိဘနှစ်ပါးမကွယ်လွန်သေးပဲအသက်ထင်ရှားရှိနေသေးတယ်ယေရှုဆက်ရနေသေးတယ်သာသမီတိုင်ဩဘုရားအလောင်းသူတော်ကောင်းတို့မိဘနှစ်ပါးကိုတက်တဲ့ချစ်မြတ်လို့ရတဲ့လမ်းစဉ်ရှိပါလားလို့သိပြီးတော့မိဘနှစ်ပါးကိုယူတိမြတ်လို့ယူကျိုးစွာနဲ့ယေရှုတုတ်ဆက်နိုင်ကြ၍မိသားစုတိုင်းစိတ်ချမ်းမြေ့ကြပါစေဘေကဝေယံတော်မြတ်ဩချစ်သား